အတန်းပြီးပြီးချင်းမှာပဲကျွန်တော်စာသင်ခန်းထဲကနေအယူတယောက်လိုဝုန်းကနေပြေးထွက်ခဲ့တဲ့ကျွန်တော်စီလျှောက်လာနေတဲ့မိန်းကလေးကဘာတူလဲဆိုတာကြည့်ဖို့တောင်အချိန်မရှိဘူးသူ့ကိုဆွဲဖက်ပြီးပြင်းပြင်းရှာရှာနားလိုက်တော့တာပဲတစင်းကြံလုံးမှာရှိတဲ့သူတွေအကုန်လုံးစွန့်အဖြစ်သွားကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်နန်းနေတဲ့မိန်းကလေးကအเจ้าမှာအလှဆုံးနဲ့အကြောက်ရဆုံးမိန်းကလေးဖြစ်တဲ့လီလီယူဖြစ်နေလို့ပဲကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်ပြီးဒါဘာတူလဲဆိုတာအမှန်တကယ်မြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတော့တယ်သူကျွန်တော်ကိုတစစီဆွဲဖက်ပစ်နိုင်နေဆိုတာသိပေမဲ့ကျွန်တော်ကတော့မလွတ်တမ်းဆက်ဖက်ထားမိလုံးပဲကျွန်တော်မှရွေးချယ်စရာမရှိဘူးလေတကယ်လို့လွတ်လိုက်ရင်ကျွန်တော်ခန္ဓာကိုယ်ချက်ချင်းပေါက်ကွဲသွားမှာမို့လို့ပဲလွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကဖြစ်ပျက်ခဲ့တာကတော့ဒါပဲဒီအတိတ်ပဲမရှိတဲ့စနစ်ကဖိအားပေးစိန်ခေါ်မှုတစ်ခုချက်ချင်းချပေးလာခဲ့တယ်10 စက္ကန့်အတွင်းနမ်းမဲ့သူတယောက်ရှာပါပြီးရင်30 စက္ကန့်ပြည့်အောင်နမ်းထားပါကြရှုံးရင်တော့စနစ်ကကစားသမားကိုဖောက်ခွဲပစ်လိမ့်မယ်ကျွန်တော်ရဲ့လျှက်စစ်အင်ဂျင်နီယာတန်းကအတန်းဖော်တွေကိုလှည့်ကြည့်လိုက်တယ်အားလုံးကယောက်ျားကျန်းကြီးတွေကြီးပဲတခြားယောက်ျားတယောက်ကိုတော့ကျွန်တော်ရဲ့အနံဦးကိုအနံဖို့လုံးဝမဖြစ်နိုင်ဘူးလေအကြီးအကျယ်ထိတ်လန့်သွားပြီးအသက်လူပြေးရတော့တာပဲပြီးတော့ဒီကဘာပေါ်မှာရှိသမျှလူတွေတဲကမှကျွန်တော်ကြပန်းဆွဲနှမ်းမိတဲ့သူကကျောင်းဝင်းရဲ့စုံမပွေးရင်မကြီးလီလီယူဖြစ်နေရတယ်လို့30 စက္ကန့်ကောင်းတောင်းတူညရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်ချက်ချင်းနောက်ကိုဆုတ်လိုက်တယ်လီလီငါပြောတာအရင်နားထောင်ပါဦးခုနကဖြစ်သွားတာကဟမ်ငါနင့်ကိုစနောက်လိုက်တာပါစနောက်တာဟုတ်လားဒါကိုမြည်စမ်းကြည့်စမ်းသူကကြိမ်ဆဲပြီးကျွန်တော်မျက်လုံးစီကိုလက်သီးနဲ့တက်တက်ထိုးထည့်လိုက်တယ်ကံကောင်းချင်တော့ကျွန်တော်ကကြိုးမြင်နေတာမို့သူ့လက်သီးကျွန်တော်မျက်နှာစီမရောက်ခင်မှာပဲသူ့လက်ကောက်ဝတ်ကိုအရင်ဖမ်းဆုပ်လိုက်နိုင်တယ်ကျောင်းဝင်းဘရင်မကြီးမို့လို့လာတော့မသိဘူးသူ့လက်ကလေးတွေကတိတ်ကိုနုနဲ့အိဆက်နေတာပဲခံစားချက်ကတကယ်ကိုအံ့ဩဖို့ကောင်းတယ်ဒါကလီလီကိုပို့ပြီးဒေါသထွက်စေခဲ့တယ်ဒေါသကြောင့်သူ့မျက်နှာတစ်ခုလုံးမြင်မြန်းလာပြီးတွားချိတ်ကကျွန်တော်စီကိုဒူးနဲ့ပြင်းပြင်းထန်ထန်တိုက်လိုက်ပြန်တယ်ဒါကိုလည်းကျွန်တော်ကအေးအေးလူလူပဲကာကွယ်လိုက်နိုင်တယ်လီလီနေငါ့အပေါ်ခံစားချက်ရှိနေတာငါသိပါတယ်ဒါပေမဲ့နင်ဒီလိုမျိုးငါစီအတင်းတိုးဝင်နေဖို့မလိုပါဘူးနင်ကငါ့ကိုတော်တော်အခက်တွေ့အောင်လုပ်နေပြီဘေးနားမှာရက်ကြည့်နေတဲ့ចောင်းသားတွေအားလုံးလုံးဝဝေခွဲမရဖြစ်ကုန်ကြတယ်ဒီကောင်တကယ်ပဲစိတ်ယူပေါက်နေတာလားဘယ်အချက်ကလီလီသူ့ကိုကြိုက်နေတယ်လို့ထင်စေတာလဲလီလီကသူ့ကိုတတ်မလို့လုပ်နေတာထင်ရှားနေတာပဲကိုသူ့ပတ်ဝန်းကျင်ကိုအကဲမခတ်တတ်ဘူးလားနေဦးတစ်ခုခုတော့လွဲနေပြီတစ်ခုခုတကယ်လွဲနေပြီမင်းတို့မြင်လားဒီနှစ်ယောက်ရှိနေတဲ့ပုံစံကအရန်ရင်းနှီးလို့နေတယ်ပြီးတော့လီလီကတိတ်ပြီးရုန်းကန်မနေဘူးဒီနှစ်ယောက်တကယ်ပဲတစ်ခုခုကစားနေကြတာလားမဖြစ်နိုင်တာဘာမဖြစ်နိုင်တာလဲထန်းရွံရဲ့လက်ကလီလီပေါင်ပေါ်မှာရောက်နေတာပဲဟာသူတို့ကတေချာပေါက်ချစ်သူတွေပဲလီလီကလူအုပ်ကြီးရဲ့စကားတန်တွေပို့ပြီးကျဲလောင်လာတာကိုကြားတော့ဒေါသတကြီးရုံထွက်ဖို့ကြိုးစားတယ်ငါ့ကိုလွတ်နေငါ့ကိုမရိုက်ဘူးလို့ဂတိပေးမှလွတ်မယ်ငါနင့်ကိုမတတ်ဖဲမနေဘူးဒါဆိုရင်တော့ငါစီကလွတ်ဖို့မမျှော်လင့်နဲ့တော့ကျွန်တော်ပါဇက်ကစကားတော်မဆုံးသေးဘူးလီလီမျက်လုံးတွေနီးရဲလာပြီးနောက်တစ်စက္ကန့်မှပဲတကယ်ငိုချလိုက်တော့တယ်သူကတသက်လုံးသူ့မိသားစုရဲ့အလိုလိုက်ချင်းခံရတဲ့မင်းသမီးလေးဖြစ်ခဲ့ပြီးအမြဲတမ်းအကာအကွယ်ပေးခံခဲ့ရတာဒီလိုမျိုးတစ်ခါမှအဆက်ဆံမခံခဲ့ရဘူးဟာဒုက္ခပါပဲသူဘာလို့တကယ်ငိုရတာလဲကျွန်တော်ထိတ်လန့်သွားပြီးချက်ချင်းလွတ်ပေးလိုက်တယ်လီလီရဲ့ပထမဆုံးဗီဇအတိုင်းကျွန်တော်ကိုပြန်ရိုက်ဖို့ပြေးဝင်လာပြီးမှသူ့စိတ်ကိုပြန်ထိန်းလိုက်တယ်ကျွန်တော်ကိုတိုက်ခိုက်ရင်သူနိုင်မှာမဟုတ်ဘူးဆိုတာသူသိတယ်လေဒါကြောင့်သူဒေါသကိုအောက်အီးထားလိုက်ရတယ်နောက်ဆုံးတော့သူလုံနိုင်တာဆိုလို့ကျွန်တော်ကိုမျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးတွားချိတ်ကတလုံးချင်းပြောလိုက်တာပဲနင့်ကိုငါတတ်မယ်သူဒီစကားချန်ခဲ့ပြီးမျက်ရည်တွေကိုတုတ်ကအဆောက်အုံထဲကနေပြေးထွက်သွားတော့တယ်ကျောင်းတကားဝရောက်တော့လီလီကဗန်ဒလီကားမဲရောင်နဲ့ဝင်ထိုင်လိုက်တယ်ကားဆရာကသူ့မျက်လုံးတွေနီးနေတာကိုသတိထားမိပြီးမမေးပဲမနေနိုင်ဖြစ်သွားတယ်မမလေးယူဘာဖြစ်လို့လဲခင်ဗျာတယောက်ကစော်ကားလိုက်လို့လားလီလီကနှက်ခမ်းကိုတင်းတင်းစိတ်ထားပြီးဘာမှမပြောဘူးသူဖုန်းထုတ်ပြီးတယောက်စီဆက်လိုက်တယ်ရက်ကိုငါစီအခုချက်ချင်းလွတ်လိုက်ငါခိုင်းစရာရှိတယ်နင်းဆောင်နေလိုက်အောင်ဒီညနင့်ကိုမြစ်ထဲပစ်ချပြီးငါးစာကျွေးဖြစ်မယ်တစ်ချိန်တည်းမှာပဲအဆောင်ကိုပြန်ရောက်တော့ကျွန်တော်ကရင်ပေါ်မှာလဲနေရင်စိတ်ထဲမှာထိုမိန်းကလေးရဲ့ခြေထောက်တွေကိုပြန်မြင်အောင်နေမိတယ်အဲ့ဒီမိန်းကလေးရဲ့ခြေထောက်တွေကတကယ်ကိုလှပလွန်းတယ်ဒါပေမဲ့သူ့စိတ်ဆိုးစိတ်ကောက်တာကတော့တော်တော်ကိုဆိုးတာပဲအမြဲတမ်းလူကိုရိုက်မယ်တတ်မယ်ပဲချင်းချောက်နေတာနည်းနည်းမှချစ်စရာမကောင်းဘူးကျွန်တော်တယောက်တည်းရေရွတ်နေတော့မှပဲစနစ်ရဲ့ဆုလက်ကိုမယူရသေးတာချက်ချင်းတတိယသွားတယ်အဲ့ဒီအတွေးဝင်လာတာနဲ့စိတ်ထဲကနေစနစ်ရဲ့ interface ကိုချက်ချင်းဖွင့်လိုက်တယ်အဲ့ဒီမှာကျွန်တော်ရဲ့ပစ္စည်းတို့လောင်ခန်းထဲမှာကပ်ပြားတစ်ခုငြိမ်ငြိမ်လေးရှိနေတယ်အဲ့ဒါကတော့ထုံးပိတ်ချွန်တိုင်းပညာတစ်မျိုးပဲဘာမှတွေးမနေပဲလေးလာရန်ကိုနှိပ်လိုက်တယ်ချက်ချင်းဆိုသလိုပဲသတင်းချက်လက်အမြောက်များကကျွန်တော်ခန္ဓာကိုယ်ထဲစီးဝင်လာပြီးကျွန်တော်ရဲ့အယိုးတွေဟာထုံးပိတ်ချွန်ရဲ့ကြော်ကြားမှုအတိုင်းမယုံနိုင်လောက်အောင်မာကျောသွားတော့တယ်ဟာငါတကယ်ပဲလမ်းလျှောက်နေတဲ့တင်ကားတစ်စီးဖြစ်သွားပြီပဲတကယ်လို့စောက်လုပ်ရေးလုပ်ငန်းခွင်ရောက်ရင်အဆောက်အုံတစ်ခုလုံးကိုတော့မနိုင်တော့တယ်ကျွန်တော်ကရင်ပေါ်မှာလှည့်ပြီးတယောက်တည်းရင်နေတော့မှပဲနောက်တစ်စက္ကန့်မှာအောက်ထပ်ကနေဆူဆူရှာရှာအော်တန်ကြီးထွက်ပေါ်လာတဲ့ဖမ်းရွယ်နှင်းဖင်ကိုအခုချက်ချင်းအောက်ကိုယူခဲ့စမ်းဟာသွားပြီလီလီပဲကျွန်တော်တနေရာမှာမြန်မြန်ပုံးဖို့လိုပြီးဒါပေမဲ့ပြီးမှပြန်တွေးမိတယ်နေဦးသူကမိန်းကလေးတယောက်ပဲလေသူယောက်ျားလေးအဆောင်ကိုအတင်းဝင်စီးလို့မှမရတာငါဘာလို့ကြောက်နေရမှာလဲဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ဝုန်းကနေအတန်ကျဲကြီးနဲ့အတူအဆောင်ခန်းတကားကကန်ဖွင့်ခံလိုက်ရပြီးပြုတ်ထွက်သွားတော့တယ်ကျွန်တော်မောကြည့်လိုက်တော့လီလီကတကားဝမှာမတ်တက်ရက်နေတယ်ဖမ်းရွယ်ငန်းင်းကိုအောက်ကနေအော်ခေါ်နေတာကြားလာပြီးနင်းနာပေးနေတာလားလာခဲ့အခုချက်ချင်းနေဦးလေလီလီငါ့ကိုတုတ်ပြန်ဖို့အချိန်လေးတော့ပေးဦးမပေါ့ဒါယောက်ျားလေးအဆောင်တော်နဲ့မှာစီကန်းပေါင်ဆိုတာမရှိဘူးလားလမ်းမှာအဆောင်မှုကမတားဘူးလားအဲ့ဒါတွေဘသူကဂယုဆိုင်မှာလဲငါနဲ့အခုချက်ချင်းလိုက်ခဲ့သူကျွန်တော်စီတက်တက်လျှောက်လာပြီးအပြင်ကိုဆွဲခေါ်ဖို့လက်လန်းလိုက်တယ်ဒါပေမဲ့သူ့လက်ကျွန်တော်နားရောက်လာတာနဲ့ကျွန်တော်ကသူ့လက်ကိုပြန်ဖမ်းဆုပ်လိုက်တယ်လီလီရဲ့စိတ်ရှိမှုကကုံဆုံးသွားပြီးနင်းလိုက်ပါလားမလိုက်ဘူးလားမလိုက်ဘူးပြီးတော့အဲ့ဒီအချိန်မှာပဲသူ့မျက်လုံးတွေကရုတ်တရက်ဝေဝါးမျက်ရည်ဝိုင်းလာပြန်တယ်နင်းလေကငါ့ကိုနမ်းခဲ့တယ်ငါခြေထောက်ကိုကင်ခဲ့တယ်အခုငါကနင့်ကိုလမ်းလျှောက်ဖို့ပဲခေါ်တာကိုအဲ့ဒါလေးတော့မလုပ်ပေးနိုင်ဘူးလားမလုပ်ပါနဲ့ကျေးဇူးပြုပြီးမငိုပါနဲ့ကဲပါ
ငါလိုက်ခဲ့မယ်ဟုတ်ပြီလားကျွန်တော်ပါဇက်ကစကားတော်မဆုံးသေးဘူးသူကျွန်တော်လက်မောင်းကိုဆွဲပြီးအဆောင်ပြင်ကိုအရှိန်ဟုန်နဲ့ဆွဲခေါ်သွားတော့တယ်စင်ကြံလန်းကလူအုပ်ကြီးကတော့အကြီးကျယ်ရုံးရင်းဆန်ခတ်ဖြစ်ကုန်ကြတယ်ငါတီးသားပဲဒီနှစ်ယောက်တေချာပေါက်တွဲနေကြတာဖမ်းယွန်ကတော့သူများဘဝကနေသူရဲကောင်းဖြစ်သွားပြီးယူမီသားစုဆိုတာဖုံးစီတီမှာအချမ်းသာဆုံးနဲ့အာနာရှိဆုံးမိသားစုတွေကတခုလေအိုးရိုမန်တဆန်လိုက်တာကြည့်ဦးလီလီကသူ့လက်မောင်းကိုကင်ထားတော့မဲ့ဒီနှစ်ယောက်ကအရန်နီးဆက်လွန်းတယ်ပတ်ပတ်လဲကလူတွေကလက်ညှိုးထိုးပြီးတိုးပြောနေကြတာမို့ကျွန်တော်သူ့ဘက်လှည့်ကြည့်လိုက်တယ်လီလီငါလက်မောင်းကိုလွှတ်ပေးလို့ရမလားဒါကြောင့်ငါနောက်ခါရေးစားမရရင်နင့်တာဝန်တော့ရတယ်ငါတာဝန်ယူမယ်နင့်မျက်လုံးတွေကငါ့ကိုအကြိမ်1000လောက်တက်ချင်နေတာထင်ရှားနေတာကိုတာဝန်ယူမယ်ဟုတ်လားငါတစ်စက်မှမယုံဘူးလီလီကစိတ်ထဲကနေတွေးနေတယ်စိတ်ထိန်ထားဆန်းသူ့ကိုအဲ့ဒီနေရာရောက်အောင်ခေါ်သွားပြီးမှနောင်တရစေရမယ်ဒါနဲ့ငါ့ကိုဘယ်ခေါ်သွားနေတာလဲကျောင်းနောက်ဖေးကတောအုပ်စီကိုနေဦးကျောင်းနောက်ဖေးကဒန်နာရီလာတောအုပ်ကိုပြောတာလားမဖြစ်နိုင်တာလီလီဒါကတိတ်ပြီးတတိရှိလုံးနဲ့လုပ်ရက်ပဲငါတို့သိတာရိုးရိုးလေးပဲရှိသေးတာနင်နောင်တရမဲ့အလုပ်မျိုးမလုပ်ပါနဲ့တကယ်လို့လိုအပ်လာရင်ဒီနေ့မိုးလွဲပိုင်းကအဖြစ်ပြက်အတွက်ငါအနစ်နာခံပြီးနင့်ကိုငါခြေတော့ပြန်ကန်ခွင့်ပေးမယ်ဒါဆိုတည်ရပဲလေနင့်အုံနောက်ကဘာလို့အမြဲတမ်းညစ်ပတ်နေတာလဲငါကလမ်းလျှောက်ချင်တာလို့ပြောနေတယ်လေလမ်းလျှောက်တာနားလေလားသူအဲ့လိုပြောတော့ကျွန်တော်လည်းနည်းနည်းစိတ်တူလာတယ်တကယ်ပဲနေငါပဲငါ့ကိုတောအုပ်ထဲအတင်းဆွဲခေါ်လာပြီးအခုကျတော့ငါ့ကိုယွန်စရာကောင်းတယ်ပြောတယ်ဟုတ်လားရတယ်ငါမသွားတော့ဘူးအခန်းပဲပြန်တော့မယ်ကဲပါငါပဲယွန်စရာကောင်းတဲ့သူဟုတ်ပြီလားကျင်းနေပြီလားမကြခင်မှာပဲလီလီကကျွန်တော်ကိုကြောင်းနောက်ဖေးကတောအုပ်ထဲထိဆွဲခေါ်လာခဲ့တဲ့အဲ့ဒီနေရာကတဘာဝအတိုင်းမှောင်မဲပြီးမှုံရီနေတာမို့ကြောင်းဝင်းထဲကစုံတွဲတွေရဲ့အကြိုက်ဆုံးနေရပဲဒီလိုညမျိုးမှာခြုံပုတ်တစ်ခုခုကိုဖယ်ကြည့်လိုက်ရင်တယောက်တစ်ခုလုံနေတာကိုမိသွားနိုင်တယ်လီလီဒီမှာတော်တော်မှောင်တာပဲငါနည်းနည်းကြောက်တယ်ငါတို့ပို့ပြီးနီးနီးကက်ကက်နေတင်တယ်ကျွန်တော်စကားပြောရင်းသူ့ခါကိုဖတ်ဖို့လက်လန်းလိုက်ပေမဲ့လက်မရောက်ခင်မှာပဲလီလီကကျွန်တော်ကိုအရင်တွန်းထုတ်လိုက်တယ်နေကတော့လူရုပ်မှာပဲငါ့ကိုအခွင့်ကောင်းထက်ယူဖို့စူးစမ်းနေပြန်ပြီဘာအခွင့်ကောင်းယူတာလဲငါကအမှောင်ကြောက်လို့ပါဒီမှာပိတ်မှောင်နေပြီးဘာမှမမြင်ရဘူးဟုတ်လားအတော်ပဲ rest ထွက်လာပြီးသူ့ကိုရိုက်စမ်းကျွန်တော်တုတ်ပြန်ဖို့တော့အချိန်မရလိုက်ဘူးခုနကတင်ငိုယိုပြီးအားကိုးမဲ့နေတဲ့မိန်းကလေးကအခုတော့ဒေါသတကြီးတားရဲတကောင်လိုပြောင်းလဲသွားပြီကျွန်တော်ပါစက်မဟရသေးခင်မှာပဲနောက်ကနေပြင်းထန်တဲ့လေတိုးတန်ကိုခန်းစားလိုက်ရတယ်လက်တီးတစ်ချက်ကမြန်နဲ့ပြင်းဝင်လာတာကန်ကောင်းတာကကျွန်တော်ခန္ဓာကိုယ်ကအဆင်မြင့်ဆုံးရောက်နေပြီမို့လို့ပဲဘေးကိုတစ်ချက်ထဲရှောင်းလိုက်ရုံနဲ့အဲ့ဒီလက်တီးကိုချွေးတစ်စက်မှမထွက်ပဲရှောင်းလိုက်နိုင်တယ်ရက်စ်ကအံ့ဩသွားတယ်သူကတိုက်ခိုက်ရေးလေ့ကျင့်လာတာအနှစ်ရှိပြီဖြစ်ပြီးကောလိပ်ကျောင်းသားတယောက်ကိုအလစ်ငိုက်တိုက်ခိုက်တာတောင်အရှောင်ခံလိုက်ရလို့ပဲလီလီလည်းထပ်တူထိတ်လန့်သွားတယ်နင်ကမှောင်လို့ဘာမှမမြင်ရဘူးဆိုဟေးနင်ကတိုက်ခိုက်ရေးစီကံကိုနည်းနည်းမှမလေးစားဘူးပဲကျွန်တော်ရှောင်လိုက်တာကိုမြင်တော့လီလီဒေါသကပိုပြီးတောက်လောင်လာတယ်ဒီနေ့နင့်ကိုအသေးမရရရင်ငါမကျေနပ်ဘူးရက်စ်သူကိုတုံ့နှောင်ထားလိုက်ရက်စ်ကစကားအများကြီးမပြောပဲကျွန်တော်စီကိုကန်ချက်တစ်ချက်လွှတ်လိုက်ပြန်တယ်ခုနကလက်တီးကိုတော့ကန်ကောင်းလို့ရှောင်နိုင်တာဒီတစ်ခါဘလို့ရှောင်မလဲကြည့်ရသေးတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ကျွတ်ခန့်တဲ့အတန်နဲ့အတူရက်စ်ကသူ့ခြေထောက်သူပြန်ကန်ပြီးနာကျင်စွာအော်ဟစ်တော့တာပဲလီလီငါပြောရတာစိတ်မကောင်းပေမဲ့နင်ခေါ်လာတဲ့အကူအညီကတိတ်ပြီးအလုံးမဖြစ်လာဘူးနော်သူ့ကိုအိမ်ပြန်လွတ်ပြီးနားခိုင်းလိုက်ပါဦးဒီမှာလာပြီးတိတ်ခါကြမှနေနဲ့လီလီကကျွန်တော်ရဲ့ရည်တဲ့စကားတွေကိုမကြားနိုင်တော့ဘူးသူ့မျက်နှာကအံ့ဩတုန်လှုပ်မှုတွေနဲ့ပြည့်နေတယ်ရက်စ်ကသူ့မိသားစုရဲ့ထိတ်တန်းတိုက်ခိုက်ရေးသမားတွေကတယောက်ဖြစ်ပြီးကျွန်တော်ကိုတကွက်တောင်မရှင်းနိုင်ခဲ့ဘူးသူကျွန်တော်ကိုစိုက်ကြည့်ပြီးမေးတယ်ဖမ်းယွမ်နင်တိုင်းပညာသင်ထားတာလားတမျိုးပေါ် online ကနေအဓိကလေ့လာထားတာစနစ်အကြောင်းသူ့ကိုပြောပြနေဖို့မလိုပါဘူးသူနားလည်မှာမဟုတ်ဘူးသူကအဆင့်အရှိတဲ့တိုက်ခိုက်ရေးစွမ်းရည်ကဘလောက်စွမ်းလဲဆိုတာမသိဘူးလေတကယ်လို့သူကဆက်ပြီးကန်ဆန်းနေအောင်မယ်ဆိုရင်နောက်တစ်ခါကျရင်တော့ငါသူ့ကိုငကားလက်ဝါး18ခွက်နဲ့ထိုးပစ်လိုက်မယ်အဲကြမှာသူဘလို့ခံနိုင်မလဲကြည့်ရသေးတာပေါ့နောက်ထပ်လူတွေလာဦးမှာလားမလာရင်ငါအိတ်ဖို့ပြန်ပြီးတော့ညစ်နေတာကျမ်းမာရေးအတွက်မကောင်းဘူးလီလီကကျွန်တော်လက်ထွက်သွားတာကိုတွားချိတ်ပြီးကြည့်နေပေမဲ့တားဖို့နီလန်လုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်ခြေလန်းနေငယ်ပဲလှမ်းရသေးခင်မှာပဲနောက်ကနေအော်တန်ကြီးတတန်လေးတဲ့ကိုပြန့်လွင့်သွားတယ်အဲ့ဒီအချိန်မှာပဲစိတ်ထဲကအကျွမ်းတဝင်အတန်ကြီးကပြန်ဆက်လာပြန်တယ်စိန်ခေါ်မှုအသစ်တက်မှတ်လိုက်ပြီးလီလီရုကိုဘေးကင်းရာသို့ခေါ်ဆောင်ပါအောင်မြင်ပါကကစားသမားသည်လှည့်ကွက်စုလက်တစ်ခုရရှိပါမည်ကစားသမားအနေဖြင့်လက်ခံပါသလားတကယ်လို့မဟုတ်ဘူးလို့ပြောရင်စနစ်ကချက်ချင်းဖောက်ခွဲပြစ်မှာမလားရတယ်လက်ခံတယ်ဟုတ်ပြီလားဒီအတိတ်ပဲမရှိတဲ့စနစ်ကအမြဲတမ်းလူကိုဖောက်ခွဲပြစ်မယ်ပဲချင်းချောက်နေတာတေချာပေါက်လက်ခံရမှာပေါ့နောက်တစ်ခါကျရင်ငါအတွက်အလိုလျောက်လက်ခံပေးလိုက်စကားအရှိကြီးပြောမနေနဲ့နားလဲပါပြီကစားသမားအတွက်အလိုလျောက်လက်ခံသည့်စနစ်ကိုစတင်လိုက်ပါပြီတစ်ဖက်မှာတော့လီလီကရှိသမျှအားနဲ့ရုန်းကန်ရင်အော်ဟစ်နေတဲ့ဒါဖုံးစီးတီနော်နင်တို့ငါ့ကိုတုံနှောင်ရဲတယ်ဟုတ်လားအသက်ရှင်ရတာညင်းငွေ့နေပြီလားသူရှိကလူကတဟားဟာရေမောလိုက်တယ်ယူမိသားစုရဲ့မင်းသမီးလေးပေါ့ဟုတ်လားမင်းကငါတို့လာဖမ်းတဲ့သူအတိအကျပဲငါတို့ကငွေတစ်မျိုးတည်းကိုပဲစိတ်ဝင်စားတာမင်းယူမိသားစုပဲဖြစ်ဖြစ်ဂျိုးမိသားစုပဲဖြစ်ဖြစ်ဂယုမဆိုင်ဘူးငါလက်ထဲရောက်လာမှတော့ငိမ့်နေမင်းကိုငါတို့လက်ဖျားနဲ့တောင်မထိသေးတာကဆရာကြီးကပြင်းပြင်းထန်ထန်အမိန့်ပေးထားလို့ပဲအဲ့ဒီလူကစကားပြောရင်းသူ့ရဲ့ညစ်ပတ်ပေးနေတဲ့လက်နဲ့လီလီမျက်နှာကိုလှမ်းကင်ဖို့လုပ်တယ်ဒါပေမဲ့လက်ကလီလီမျက်နှာနာမရောက်ခင်မှာပဲသူ့လက်မောင်းစီကနေပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရတယ်ကြည်စမ်းမင်းတို့ကငွေကိုပဲစိတ်ဝင်စားတာဖြစ်နိုင်ပေမဲ့ငါတောင်သူ့မျက်နှာကိုမထိရသေးဘူးအဲ့ဒီညစ်ပတ်တဲ့လက်တွေကိုမင်းတို့ဘာသာတင်ထားစမ်းအိစ်ကနာကျင်စွာနဲ့မျက်နှာပြတ်သွားပြီးဟိန်းဟောက်လိုက်တယ်ဒီကောင်စုပ်ကဘဲကရောက်လာတာလဲနံပါတ်၄နဲ့ငါသူ့ခြေထောက်တွေကိုတွားချိုးပစ်စမ်းကျွန်တော်မျက်လုံးလှန်ပြီးမကြည့်ပဲမနေနိုင်တော့ဘူးမင်းတို့လိုရာဇဝတ်ကောင်တွေကဘာလို့လူတွေရဲ့ခြေထောက်ကိုချိုးရတာကိုပဲဒီလောက်ဆွဲလန်းနေကြတာလဲမင်းတို့မှာဘာဖြစ်နေကြတာလဲဒါကမိသားစုရိုးရအစင်လာတာကျွန်တော်နောက်ကနေလီလီကအတန်တိုးတိုးနဲ့တတိပေးတယ်ဒီနှစ်ယောက်ကတကယ်အနေရရှိတဲ့တိုက်ခိုက်ရေးသမားတွေနော်ရက်စ်တောင်သူတို့လက်ထဲမှာနှစ်ကွက်ထဲနဲ့လဲသွားတာ
တိပြီးမမလေးငြိမ်ငြိမ်လေးရက်ပြီးကြည့်နေလိုက်ကျွန်တော်ပြုံးလိုက်ပြီးနောက်ကိုယ်တော့လှည့်မကြည့်ပဲအဲ့ဒီလူနှစ်ယောက်စီတက်တက်ပြေးဝင်သွားတယ်လီလီကကျွန်တော်ကြောပြင်ကိုစိုက်ကြည့်ရင်ခဏလောက်ကြောင်သွားတယ်သူတကယ်ပဲစိတ်လှုပ်ရှားသွားတာနေဦးဘာဖြစ်တာလဲအဲ့ဓာတွေကရက်ဆက်ပြီးအန်ရရှိတဲ့ရာဇဝတ်ကောင်တွေလေးဖမ်းရွံကငါးကြောင်နဲ့ဒီကိစ္စတွေပါဝင်လာရတာကိုနည်းနည်းမှမကြောက်ဘူးလားအဲ့ဒီနှွေးထွေးတဲ့ခံစားချက်က2စက္ကန့်ခွဲလောက်ပဲခံလိုက်တယ်ဘာလို့လဲဆိုတော့နံပါတ်4နဲ့5ကကျမ်းပြင်ပေါ်မှာပြဝက်လဲကျသွားပြီမို့လို့ပဲကျွန်တော်လီလီဘက်လှည့်ပြီးမျက်ခုံးပြပြကပြောလိုက်တယ်ဘလို့လဲငါတော်တော်မိုက်တယ်မလားမမလေးစကားနောက်မှပြောငါ့ကိုအရင်ဖြေပေးဦးဟုတ်ကဲ့ပါခင်ဗျာဒါပေမဲ့ကျွန်တော်သူ့ကြိုးကိုဖြေဖို့လုပ်နေတော့မှပဲအေးစ်ကကျွန်တော်ရှိတဲ့ရောက်လာပြန်တယ်ကျွန်တော်မော့တောင်မကြည့်ပဲအေးအေးဆေးဆေးပြောလိုက်တယ်လူကြီးမင်းတို့အယောက်30ကျော်လောက်ကြံသေးတာတော့ငါ့ကိုနိုင်မှာမဟုတ်ဘူးအကောင်းဆုံးကတော့အခုပဲလှည့်ထွက်သွားလိုက်တာပဲမဟုတ်ရင်ငါလက်ဆုံးမိတော့မယ်ဒါပေမဲ့အေးစ်ကမထွက်သွားဘူးသူကနှာခေါင်းရှုံးလိုက်တာပဲအဲ့ဒါနဲ့တင်ကျွန်တော်ဒေါသကချက်ချင်းထွက်လာတော့တယ်တကယ်ပဲငါတတိပေးတာကိုမင်းကဆက်ပြီးစလုပ်ချင်သေးတာပေါ့ကောင်းလေးမင်းဘလောက်အထိဆရာကြီးလုံနိုင်မလဲကြည့်ရသေးတာပေါ့ဟိုးလူကြီးမင်းငါနောက်လိုက်တာပါလားငါလီလီကိုပြန်တုတ်ပေးမယ်ပြီးရင်ငါကိုငါလည်းပြန်တုတ်ထားမယ်တေချာတင်းတင်းကြပ်ကြပ်တော့ကျွန်တော်ငိုချင်းစိတ်ပေါက်သွားတယ်ဒီအတိတ်ပဲမရှိတဲ့စနစ်ကထိမ့်မနိုင်သိမ်းမရဖြစ်နေပြီးပထမတစ်ခါចောင်းသားတွေအားလုံးရှိမှចောင်းဝင်းဘရင်မကိုနန်းခိုင်းနဲ့အခုကျတော့လီလီကိုကဲခိုင်းပြန်ပြီးကောင်းပြီငါသူ့ကိုမကယ်ရသေးခင်မှာပဲငါပါဒီမှာအတူတူပိတ်မိနေပြီဆရာကြီးအားလုံးပြီးပါပြီငွေကဘယ်တော့ရမှာလဲစိတ်အေးအေးထားယူမိသားစုကမြို့လေကမြေကွက်ကိုလွှဲပေးတာနဲ့မင်းတို့ငွေရမှာပဲအဲ့ဒီအချိန်မှာပဲယူမိသားစုရဲ့အင်ကြီးထဲမှာအစီကံတယောက်ကအပေါ်ထက်ကိုအပြေးလွှားတက်လာတဲ့တခင်ကြီးယူကိစ္စတစ်ခုဖြစ်လို့ပါဘာဖြစ်တာလဲစိတ်အေးအေးမထားနိုင်ဘူးလား response ဆက်ပါတယ်မမလေးယူပြန်ပေးဆွဲခံရပြီတဲ့ခင်ဗျာဖုန်းစီတီမှာလီလီကိုပြန်ပေးဆွဲရတဲ့တတိရှိတဲ့သူကဘသူလဲအဲ့ဒီအချိန်မှာပဲသူ့ဖုန်းမြည်လာတယ်ဟေးယူဒုက္ခမပေးတာကြပြီးတော့မင်းအဲ့ဒီမျိုးလေက project အတွက်ဘီလီယံနဲ့ချီတုံးထားတယ်လို့ကြားတယ်စိန်ချိုမင်းငါညီမကိုပြန်ပေးဆွဲတာလားအိုးယူမင်းဘာတွေပြောနေတာလဲငါဘာမှနားမလဲဘူးငါဖုန်းဆက်တာကဂျိုးမီသားစုမျက်စိကျနေတဲ့ဘယ်မြေကွက်ကိုမဆိုမင်းသွားပြီးမလူဖို့တတိပေးချင်ယုံတင်ပါငါရဲ့ဓာကလမ်းလွဲပြီးတစ်ဖက်ကိုချက်ချင်းရောက်သွားမှဆိုလို့ဒါကြောင့်တေချာစဉ်းစားပါယူတကယ်လို့ငါနောက်တစ်ခါဖုန်းထက်ဆက်ရရင်ဒီလောက်ရင်ကြီးမှမဟုတ်ဘူးဖုန်းလိုင်းပြတ်တောက်သွားတယ်လီယွန်ရဲ့မျက်ခုံးတွေတွန့်သွားတဲ့ချန်ကိုဒါကိုစုံစမ်းခိုင်းလိုက်တကယ်လို့ဘာမှရှာမတွေ့ရင်ပြန်မလာခဲ့နဲ့လို့ပြောလိုက်မြို့ရဲ့တခြားတစ်ဖက်ကစက်ယုံပြက်ကြီးထဲမှာတော့ S ကကျွန်တော်ကိုအပြင်းထန်ကန်ကြောက်နေတယ်အေးအေးဆေးဆေးလုပ်ပါလူကြီးမင်းကကားထဲမှာထိုင်လာတာကြားလို့ခြေထောက်တွေထုံနေတာဒီကောင်ကအခုထိပြုံးနိုင်သေးတယ်ပေါ့နံပါတ်4သူ့ကိုအပေါ်ထက်ခေါ်သွားပြီးအပြက်ရှင်းလိုက်အခုထိပြုံးနေတော့မဲလားငါမရှိတော့ရင်မိုက်ကယ်ဂျက်ဆင်စီပန်းလေးပါလေးပို့ပေးလိုက်ပါဦးသူ့ပြိသက်ဖြစ်လာတာကြားပြီးငါမိုးဝေါ့တောင်ကတက်သေးတယ်စက်ယုံရဲ့ဒုတိယထက်ရောက်တော့မင်းငါကိုဒီပေါ်ထက်ထိခေါ်လာတာငါနဲ့2ယောက်တည်းကြည့်ကြည့်ဖို့တော့မဟုတ်ပါဘူးနော်ငါကအဲ့လိုလူမျိုးမဟုတ်ဘူးတော်ဆန်းမင်းကလီလီရုရဲ့ကောလာဟာလာထွက်နေတဲ့ရေးစားမလားကောလာဟာလာရေးစားဟုတ်လားငါတို့ကအတန်းဖော်တွေပါမင်းကဘယ်တော့မှစလို့အတင်းအဖြစ်တွေကိုစိတ်ဝင်စားသွားတာလဲအစ်ကကျွန်တော်ကိုနောက်ထပ်တစ်ချက်ကန်လိုက်ပြီးဖုန်းထုတ်ကကျွန်တော်နဲ့လီလီစာတင်တဲ့အပြင်မှာအသေးအတန်နန်းနေတဲ့ဗီဒီယိုကိုဖွင့်ပြတယ်အခုထိငင်းဦးမလို့လားဝန်ခံစမ်းမင်းတို့ကချစ်သူတွေမလားမဟုတ်ပါဘူးဆိုမင်းကပြန်ပေးသမားမလားဘာလို့ငါနဲ့လီလီအကြောင်းကိုဒီလောက်စိတ်ဝင်စားနေရတာလဲငါသိပြီမင်းကငါတို့ online မှာနာမည်ကြီးနေတာကိုအခွင့်ကောင်းယူပြီးငါတို့ကိုအတင်းတွဲခိုင်းပြီးရင် live လွှင့်ပြီးပစ္စည်းတွေရောင်းခိုင်းပြီးပတ်စံရှာမလို့မလားအဲ့ဒါတကယ်ကိုတော်တဲ့အကြံပဲမင်းဘာတွေလျှောက်ပြောနေတာလဲအခုချက်ချင်းဝန်ခံစမ်းကဲဟုတ်ပြီငါတို့မှာကလေးတယောက်တောင်ရှိနေပြီဟုတ်ပြီလားငါတို့ကချစ်သူတွေပဲကျေနပ်ပြီလားအခုအဲ့ဒီတနက်ကိုခွာပေးပါဦးကြီးထွက်သွားအောင်မယ်မလုံနဲ့ဆရာကြီးကြားတယ်မလားဒီကောင်ကတကယ်ပဲလီလီကြီးစားအပြက်ရှင်းလိုက်ပါတေးတေးတက်တက်တော့ရဲတွေဘာမှရှာမတွေ့စေနဲ့ဖုန်းစီတီတက္ကသိုလ်ကကျောင်းသားတယောက်ပျောက်ဆုံးသွားရင်ပြဿနာတော်တော်ကြီးပြီးအာယုံစိုက်ခံရလိမ့်မယ်ဆရာကြီးလှုပ်ချင်တဲ့ကောင်ဆုံးသားကိုရှင်းချင်တာလားမင်းကိုငါအဆုံးစီရင်ပေးမယ်ပြီးတော့လက်နက်တွေမတုံးနဲ့ရှုပ်ပွားကုန်လိမ့်မယ်ငါတို့မှာတနက်တက်လက်ပဲရှိတာမို့တင်ထားခြင်းနဲ့အခုဖုန်းချလိုက်တော့နောက်ဆက်တွဲတွေကိုတေးတေးချာချာရှင်းလင်းခဲ့ကောင်လေးငါ့ကိုမနာလို့မဖြစ်နဲ့မင်းမသာမင်းရှာတာမင်းတကယ်ပဲငါ့ကိုထောက်ပိတ်မိနေပြီထင်လို့လားကောင်လေးတနက်ကတလက်ပဲရှိတာဆိုတော့ငါအတွက်ပို့ပြီးလွယ်ကူသွားပြီပေါ့လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကတင်ကျွန်တော်က is မှာတနက်တလက်ပဲရှိမယ်လို့ခန့်မှန်းနေတာဒီငယ်တုန်းကသူ့ဘာသာသူဝန်ခံလိမ့်မယ်လို့မထင်ထားမိဘူး S ကကျွန်တော်ပြောတာကိုကြားတော့ချက်ချင်းဒေါသပောက်ကွဲသွားတယ်တနက်ပြောင်းဝကကျွန်တော်ဦးကောင်းစီချက်ချင်းပြန်ချင်းလာတယ်တနက်တလက်ထဲနဲ့မင်းကိုမတက်နိုင်ဘူးထင်လို့လားဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်နည်းနည်းမှမထိတ်လန့်တော့ဘူးကျွန်တော်နဖူးကိုပြောင်းဝနဲ့ချက်ချင်းသွားကတ်လိုက်တယ်ပထမအချက်ကမင်းရဲ့ဆရာကြီးကမင်းကိုလက်နက်မသုံးနဲ့လို့ပြောထားတယ်ဒုတိယအချက်ကယူမီသားစုကမင်းကလေးပျောက်ဆုံးနေတာသူ့အကူကသူ့ညီမကိုကာကွယ်ဖို့ဆိုအစွဲလန်းကြီးတာသူတေချာပေါက်ဒီနေရာကိုခြေရာခံမိနေပြီးတစ်လိုက်လေ genius ကြီးမင်းယူမီသားစုအကုန်လုံးကိုဒီနေရာစီခေါ်လာတယ်လို့ဖြစ်သွားလိမ့်မယ် Ace ကအဲ့ဒါကိုကြားတော့တုံ့လောက်သွားတယ်ဒါဆိုလဲဘာဖြစ်လဲမင်းကအတုတ်ခံထားရတာပဲငါမင်းကိုကန်တက်လို့ရတာပဲစကားတော့မဆုံးသေးဘူးကျွန်တော်ကြိုးတွေကိုဖြီးချလိုက်တယ်ငတုံးငါကြိုးကိုငါဘာသာချီထားတာငါအလိုရှိတဲ့အချိန်ဖြီးလို့ရတယ်Ace ကလုံးဝထိတ်လန့်သွားတော့တယ်သူကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကောင်းကောင်းသိတယ်လေသူ့ကိုချေမုန်းဖို့ကဘာမှမဟုတ်ဘူးသူတနက်ပြစ်လိုက်ပြီမဲ့ကျွန်တော်ကအဲ့ဒီနေရာမှာမရှိတော့ဘူးနောက်ဆက်တွဲထွက်ပေါ်လာတာကတော့ Ace ရဲ့ခြေထောက်တွေကျိုးသွားတဲ့အတန်ပဲကျွန်တော်မျက်လုံးတွေထဲမှာတော့ကျေနပ်မှုတွေပြည့်နေတယ်မင်းကကို၃ချက်ကန်ခဲ့တယ်ဒါကြောင့်မင်းကိုတစ်သက်လုံးသုံးမရအောင်လုပ်ပေးလိုက်တာတရားမျှတတယ်မလားအောက်ထက်ကလူတွေကတော့တဟားဟာရေမောကုန်ကြတယ်နောက်တစ်ယောက်တော့သွားပြီးဆရာကြီးကတော့တကယ်ကိုလမ်းတာပဲသူ့ကိုတစ်ချက်ထဲနဲ့အသေးတက်လိုက်တာတကယ်လို့ရန်သူတွေရောက်လာရင်ဘယ်လိုလုပ်မလဲငါတို့ကတောထဲမှာလေဘာရန်သူရှိမှလဲမြ мян သိသိမနှက်ဖြန်ကြရင်ပတ်စံယူပြီးထွက်ပြေးရုံပဲ
ဒါတွေအားလုံးကိုကြားနေရတဲ့လီလီကတော့လုံးဝငြိမ်သက်သွားတော့တယ်ဖမ်းရွံတည်သွားပြီးတဘာဝအရဆိုရင်ဒီလူရုပ်မှာတည်သွားတာကိုသူအောင်ပွဲခံရမှာမလားဒါပေမဲ့ဘာလို့ဒီလောက်ခံစားရခက်နေရတာလဲလူရုပ်မှာကြီးနေငါ့ကိုကဲထုတ်မယ်ပြောပြီးအခုကျတော့ဘာလို့အရင်တည်သွားရတာလဲတကယ်လို့နေငါ့ကိုကဲဖို့မကြိုးစားခဲ့ရင်အခုထိအသက်ရှင်နေဦးမှာမလားတောင်းပန်ပါတယ်ဒါတွေအားလုံးငါအမားတွေပါငါအခုအပေါ်ထပ်တက်ပြီးနေ့အတွက်ကလက်စားချပေးမယ်လီလီကသူ့ခန္ဓာကိုယ်ထဲကရှိသမျှခွန်အားတွေကိုစူးစီးပြီးလှေကားထန်စီအရှိန်ကုန်ပြည့်တက်သွားတော့တယ်ဟာသူပြေးပြီးလိုက်ဖမ်းကြအပေါ်ထက်ရောက်တော့လီလီကမှောင်မဲနေတဲ့လူလေးတစ်ခုကကျမ်းပြင်ပေါ်ကနောက်ထပ်လူလေးတစ်ခုကိုထိုးနှက်နေတာမြင်လိုက်ရတယ်သူ့ဒေါသတွေပောက်ကွဲသွားတော့တယ်ဖမ်းရွံကိုလွတ်ဆန်းနေနဲ့ငါအသေးချေတိုက်မယ်သူရှေ့ကိုတိုးဝင်ပြီးအဲ့ဒီလူကိုအားရပါရကြိုက်ပစ်လိုက်တယ်ဟာနင်ကခွေးလားဘာလို့ကြိုက်တာလဲအဲ့ဒီအကျွမ်းတဝင်ရှိလာတဲ့အတန်ကြီးကြောင့်လီလီပါဆက်ကြီးအဟောင်းသားဖြစ်သွားရတယ်ဖမ်းရွံနင်းသေးသွားပြီထင်လို့ငါနဲ့အတွက်ကလက်စားချေဖို့တက်လာတာနဲ့အသက်ရှင်နေသေးတာတော်ပါသေးတယ်ကျွန်တော်လုံးဝမှင်တက်သွားတယ်သူဒီလောက်အထိတုံ့ပြန်လိမ့်မယ်လို့မထင်ထားဘူးသူတကယ်ပဲငါ့ကိုသဘောကျသွားတာလားကျွန်တော်သတိပြန်ဝင်လာပြီးရေးလိုက်တယ်ကြည်ဦးနေငါလက်ကိုဘာလုပ်လိုက်လဲဆိုတာဒီလောက်အထိကြမ်းတဲ့မိန်းကလေးမျိုးတစ်ခါမှမတွေ့ဘူးလီလီကငိုလဲငိုရဲလဲရဲဖြစ်နေတယ်ပြီးတော့တကယ်ပြောရရင်အဲ့ဒီကြက်ရလေးကချစ်စရာကောင်းနေပြန်ရောနှလုံးသားပုံစံလေးဖြစ်နေတာအဲ့ဒီအချိန်မှာပဲကြမ်းတဲ့လူတွေကလှေကားပေါ်ပြေးတက်လာကြတယ်သူတို့ရဲ့ဆရာကြီးကျမ်းပြင်ပေါ်မှာမရှုမလခံနေရတာကိုမြင်တော့အံ့ဩပြီးကြောင်သွားကြတယ်ဆရာကြီးဘာဖြစ်တာလဲငါ့ကိုဂယုမဆိုင်တဲ့ဒီကောင်ကိုအပြက်ရှင်းအဲ့ဒီမှာတင်ကျန်တဲ့လူတွေကကျွန်တော်စီကိုဝန်ပုတ်လွေအုပ်လို့တိုးဝင်လာကြတယ်ကျွန်တော်ကိုတဆစီဆွဲပြစ်တော့မဲ့အတိုင်းပဲဒါပေမဲ့တနက်တန်တစ်ချက်ထွက်ပေါ်လာတာနဲ့အားလုံးကကျမ်းပြင်ပေါ်မှာခေါင်းကိုလက်နဲ့အုပ်ပြီးချက်ချင်းဝစ်ဆင်းသွားကြတော့တယ်တနက်ဆိုတာကတော့အခြေအနေကိုချက်ချင်းပြောင်းလဲပြစ်နိုင်တာပဲလေကဲအခုတချင်းဆိုပြကြဆန်းလမ်းဘေးကတရားလေးပဲအုပ်ကြီးကူးသွားတယ်ကဲဆိုကြဆန်းရေတွက်ဆန်း2ကောင်4ကောင်6ကောင်9ကောင်10ကောင်အဲ့ဒီထဲကတယောက်ကအတန်ကျဲဆုံးဆိုနေတာမို့ကျွန်တော်သူ့ကို2ချက်အပြင်းကန်လိုက်တယ်မင်းကရေတွက်တဲ့အထဲမှာမပါဘူးလောက်ပါလူကြီးမင်းဟာငါတချင်းဆိုနေတာပါတကယ်ပါငါကမပါဘူးပြောရင်မပါဘူးပဲကျွန်တော်သူ့ကိုနောက်ထပ်2ချက်ထပ်ကန်လိုက်တယ်ပြီးတော့နောက်တစ်ချက်မင်းကငါအပေါ်တက်လာတော့ငါ့ကိုကန်တဲ့ကောင်မလားငါမေ့သွားတယ်မထင်နဲ့ငါကဘယ်တော့မှအလွတ်မပေးဘူးအဲ့ဒီအချိန်မှာပဲစနစ်ကထွက်ပေါ်လာပြန်တယ်ဂုံယူပါသည်ကစားသမားစိန်ခေါ်မှုအောင်မြင်ပါသည်လှည့်ကွက်စုလက်ကိုစတင်နေပါပြီကျေးဇူးပြု၍ခိတ္တဆောင်တိုင်းပါဂုံယူပါသည်ကစားသမားတင်သည်ဖြောင့်မတ်သောလက်ဖြောင့်ကပ်ကိုရရှိပါသည်ကျွန်တော်ချက်ချင်းလေးလာရန်ကိုနှိပ်လိုက်တယ်နောက်ထပ်အသိပညာလိုင်းလုံးကြီးတစ်ခုစိတ်ထဲစီးဝင်လာပြီးလက်ထဲကတနက်ကကျွန်တော်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်သွားတော့တယ်ဘာမှတွေးမနေပဲနောက်ထပ်တနက်တစ်ချက်ပစ်လိုက်တာနံပါတ်4ရဲ့ခြေထောက်နှစ်ချောင်းကြားတဲ့တက်တက်ဝင်သွားတယ်အဲ့ဒီလူကတော့ကြောက်လွန်းလို့တေးတောင်ထွက်ကျသွားတော့တယ်ဖမ်းရွံငါတချင်းစုံနေပါတယ်ငါအစွမ်းကုန်စုံနေပါတယ်စိတ်အေးထားငါရဲ့ပြစ်မှတ်ကိုစမ်းတက်ကြည့်ုံပါဒါနဲ့မင်းခုနကမိုးဝကတ်တယ်ဆိုကဲသစမ်းမင်းရဲ့အကကွက်တွေပြဆန်းဦးနံပါတ်4ကတော့သူ့ပါသူပြန်ရိုက်ချင်စိတ်ပေါက်သွားတော့တယ်ဘာလို့မိုးဝအကြောင်းတော့ပြောမိပါလိမ့်ဘေးနာကအဆောက်အုံပြက်ထဲကအိမ်သာကိုခိတ္တသွားခဲ့တဲ့လီလီကတော့အေးလူလူပြန်လျှောက်လာပြီးကျွန်တော်ဘေးမှာရက်လိုက်တယ်အိုးတော်ပါသေးတယ်တကယ်ကိုလိုအပ်နေတာနင်းနည်းနည်းလောက်မင်းကလေးဆန်ဆန်နေလို့မရဘူးလားနင့်ကိုမသိတဲ့သူဆိုရင်တော်ရိုင်းတရိတ်ဆန်တကောင်လို့ထင်နေအောင်မယ်အနေရတွေကင်းစင်သွားတာနဲ့လီလီရဲ့ဒေါသကြီးတဲ့ပုံစံကအပြေအဝပြန်ပွင့်လာပြန်တယ်နင့်ကိုငါအခုချက်ချင်းအဆုံးစီရင်ပြစ်မယ်ယုံလိုက်သူကျွန်တော်ကိုကန်ဖို့လုပ်တာမို့ကျွန်တော်ကသူ့ခြေထောက်ကိုထပ်ဖမ်းလိုက်ပြန်တယ်ဖမ်းရွံနင်တာကိုထပ်လုပ်ပြန်ပြီနော်ငါ့ကိုလွတ်နင့်ကိုငါတတ်မယ်လီလီနဲ့လူတွေကိုငါစက္ကန့်တိုင်းတတ်မယ်လို့ချင်းချောင်းနေတာကိုရက်လို့မရဘူးလားမင်းကလေးပီတာတာဘာဖြစ်သွားတာလဲမင်းကလေးပီတာတာဟုတ်လားတစ်ချိန်တည်းမှာပဲစက်ရုံအပြင်ဘက်မှာတော့လီယွန်ကတနက်တန်တွေနောက်ကိုခြေရခံပြီးရောက်ရှိလာပြီးတခင်ကြီး drone နဲ့စက်ရုံတွင်းပိုင်းကိုစကန်ဖက်ပြီးပါပြီအဲ့ဒါကတော့ဟိုးအဲ့ဒါကဘာဖြစ်လဲစကားကိုထစ်မနေနဲ့လီယွန်ကတက်ပလက်ကိုယူပြီးမျက်နှာပြင်ကိုကြည့်လိုက်တဲ့အချိန်မှာပဲလုံးဝဆွန့်သွားတော့တယ်စက်ရုံရဲ့အောက်ထပ်ကျမ်းပြင်မှာလူတရာစင်ကျော်ကကျိုးတွေနဲ့တုံ့နှောင်ခံထားရပြီးကျမ်းပြင်ပေါ်မှာဝစ်စင်းကအားလုံးကလမ်းဘေးကတရားလေးတစ်ချင်းကိုပြိုင်လူစုနေကြတယ်အဲ့ဒီထဲမှာမိုးဝေါ့အသေးတန်ကနေတဲ့လူတယောက်တောင်ပါသေးတယ်ဒါဘလို့ထူးဆန်းတဲ့လူတွေလဲအတုတ်ခံထားရတာတောင်တချင်းဆိုပြီးကနေကြတော့ငါသူတို့ယူသွတ်เสียပါတီတစ်ခုခုလုပ်နေကြတာလားကင်မရာကတခြားတစ်ဖက်ကိုလှည့်သွားတဲ့အချိန်မှာတော့ကျွန်တော်ကလီလီခြေထောက်ကိုကင်ပြီးပြုံးစီစီလုပ်နေတာကိုမြင်လိုက်ရပြီးလီလီကတော့ဒေါသထွက်နေတဲ့ပုံစံပဲလီယွန်ကကျွန်တော်ကိုချက်ချင်းမှတ်မိသွားတယ်သူကဇိမ်းနဲ့ပူးပေါင်းနေတာဖြစ်ရမယ်အစောပိုင်းကလီယွန်ကလီလီရဲ့ဒီနေရာကိုခြေရခံနေတော့ကျောင်းဝင်းထဲမှာကျွန်တော်နဲ့လီလီနန်းနေတဲ့ဗီဒီယိုကိုတွေ့ခဲ့တာသူကကျွန်တော်ကလီလီကိုပြန်ပေးဆွဲမှုကိုဖုံးကွယ်ဖို့အကာအကွယ်အဖြစ်သုံးနေတာလို့ထင်မှတ်ခဲ့တာလီယွန်ကအကြီးကျယ်ဒေါသထွက်သွားတယ်ငါ့ကိုလေဆာစနိုက်ပါရိုင်ဖယ်ပေးစမ်းတခင်ကြီးကျွန်တော်ထင်တာတော့ဖမ်းယွန်ကပြန်ပေးဆွဲတဲ့အထဲမှာပါဖို့မရပါဘူးငါပြောနေတယ်လေတနက်ပေးစမ်းလို့အဲ့ဒီအချိန်မှာလီယွန်ကဘာစကားမှနားမဝင်တော့ဘူးသူသိတာကတော့ဖမ်းယွန်ကအခုသူ့ညီမကိုနှောက်ယှက်နေတယ်ဆိုတာပဲချမ်းမှာရွေးချယ်စရာမရှိပဲရိုင်ဖယ်တနက်ကိုကမ်းပေးလိုက်ရတယ်အထဲမှာတော့လီလီနဲ့ကျွန်တော်ကညှင်းခုန်နေတော့မယ်အဲ့ဒီအချိန်မှာရုတ်တရက်ကျွန်တော်ဦးကောင်းပေါ်မှာလေးစားနီးဆက်ကလေးရောက်လာတယ်ကျွန်တော်ချက်ချင်းတောင့်ခဲသွားတော့တယ်ဟာသွားပြီးငါအရန်ပေါ်ဆသွားတယ်ဒါပေမဲ့အန်ရီကိုဘလို့ကင်တွယ်ရမလဲမစင်စားရသေးခင်မှာပဲလီလီကကျွန်တော်ကိုကျမ်းပြင်ပေါ်လှဲချပြီးကာကွယ်လိုက်တယ်နင့်ပေါ်မှာလေးစားရောက်နေပြီပြီးတော့ငါခုခံပေးမယ်လွန်ခဲ့တဲ့2စက္ကန့်ကတည်းကကျွန်တော်ကိုဟိန်းဟောက်နေတဲ့မိန်းကလေးကအခုကျတော့မယုံနိုင်တော့အောင်ချိုးသားနေပြန်ရောဝိုးငါတကယ်ပဲစိတ်လှုပ်ရှားသွားရတယ်ဒီခံစားချက်ကိုငါဘယ်လိုလုပ်ရမလဲနောက်တစ်စက္ကန့်မှာတော့ငါမပြေတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်လီလီကိုကြည့်ပြီးတီတီငိမ့်ငိမ့်နဲ့လေးလေးနက်နက်ပြောလိုက်တယ်မမလေး
ဒါကိုငါဘာသာကင်တွေပြရစီကျွန်တော်လှည့်လိုက်ပြီးတနက်တစ်ချက်တည်းပြစ်လိုက်တာစက်ယုံထဲဝင်လာတဲ့သူကလွန့်ထွက်သွားပြီးကျမ်းပြင်ပေါ်လဲကျသွားတော့တယ်လက်ဖြောင့်ကတ်စွမ်းရည်ပွင့်သွားပြီလေငါနဲ့တနက်ချင်းရှင်းပြချင်တာလားအသက်ရှင်ရတာညှင်းငွေ့နေပြီထင်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့လူတရာစင်ကျော်ကစက်ယုံထဲကိုပြေးဝင်လာပြီးတခင်ကြီးလို့အော်ဟစ်ကြတော့တယ်ကျွန်တော်အခြေအနေဘလောက်အထိဆိုးရွားနေလဲဆိုတာမသိသေးပဲဝင်လာတဲ့လူအုပ်ကြီးကိုမျက်လုံးအပြူသားနဲ့ကြည့်နေမိတယ်ဟာငါမှကြည်စံကုန်တော့မယ်မမလေးယူကျွန်တော်ချမ်းပါအခုစက်ယုံထဲဝင်လာတဲ့သူကမမလေးရဲ့အကိုပါမမလေးကိုကယ်ဖို့လာတာသူ့အကိုဟုတ်လားဟာသွားပြီငါရဲ့နောင်နာကရောက်ဖလောင်းကိုတနက်နဲ့ပြစ်လိုက်မိပြီးတော်တော်နာသွားမှာပဲဒီကောင်ရဲ့ပြစ်ချက်ကတော့တကယ်ကိုကြောက်စရာပဲတကယ်လို့ငါကြီးကအင်ဂျီတာဝတ်မထားရင်အခုလောက်ဆိုဘိုးဘွားတွေစီရောက်နေလောက်ပြီလီယွန်အစင်ပြေရဲ့လားလီလီကအပြေးလွှားသွားပြီးလီယွန်ကိုကျမ်းပြင်ကနေတွဲထုတ်လိုက်တယ်သူ့မျက်နှာမှာစိုးရိမ်ရိပ်တွေပြည့်လို့မင်းကငါဘာတူလဲဆိုတာသိသေးတာပဲအဲ့ဒီကောင်ကမင်းကိုတစ်ချိန်လုံးနှောက်ယှက်နေတာမို့ငါကမင်းသူ့ကိုပြန်ရိုက်ပြီးစိတ်ကြည်နက်အောင်လေစာနဲ့ချိန်ပေးတာလေဒါကိုမင်းကဘာလုပ်လဲသူ့ကိုကာကွယ်ဖို့ကိုနဲ့ရင်းပြီးလှဲချလိုက်တယ်ဟုတ်လားအမှန်တကယ်တော့လီယွန်ရှိကိုတိုးလာတော့ကသူကျွန်တော်တို့နှစ်ယောက်ငင်းခုန်နေတာတယောက်ကိုတယောက်ဆွဲလာရန်လာလုပ်နေတာတွေကိုတိတိကျကျကြည့်ခဲ့တာအဲ့ဒါကပြန်ပေးဆွဲတဲ့ပုံစံမျိုးလုံးဝမဟုတ်ပဲစားနောက်နေတဲ့ပုံစံမျိုးပဲသူကသူ့ညီမကိုဒီကောင်ကလာပြီးကစားနေတာကိုမကြိုက်လို့လီလီပြန်ရိုက်လို့ရအောင်လေစာနဲ့ချိန်ပေးခဲ့တာဒါပေမဲ့လီလီကဘာလုပ်လဲကျွန်တော်ကိုကျမ်းပြင်ပေါ်လှဲချပြီးသူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးခဲ့တာလေစကပုံတစ်ခုရှိတယ်မလားသမီးကြီးရင်အိမ်မှာထိန်းထားလို့မရဘူးဆိုတာအဲ့ဒါမင်းကိုပြောတာပဲလီလီဒါနင်မငါမသိဘူးလေနင်ကပြန်ပေးသမားတွေကတယောက်ထင်လို့ဖမ်းယွန်ကဒီနေ့ငါကိုကယ်ဖို့အန်ရကြားတဲ့နှစ်ခါတော့ဝင်ခဲ့တာဒါကြောင့်ငါကကဲပါရှင်းပြမနေနဲ့တော့လီယွန်ကမျက်လုံးလှန်ပြီးကျွန်တော်ဘက်လှည့်ကြည့်တယ်ကောင်လေးမင်းတနက်ပြစ်တာကိုဘယ်မှာတင်လာတာလဲကျွန်တော်ပြုံးပြလိုက်တယ်တနက်ပြစ်တဲ့ဗီဒီယိုဂိမ်းတွေကိုအချိန်အများကြီးပေးပြီးစော့ခဲ့လို့ပါလီယွန်ကတော့ကျွန်တော်ကတောင်ပေါ်မှာပုံအောင်ပြီးလေ့ကျင့်လာတဲ့ဒဏ္ဍာရီလာတိုက်ခိုက်ရေးသမားတယောက်လို့တန်တရားဝင်နေတာဘာလို့လဲဆိုတော့ဝတ္ထုတွေထဲမှာအမြဲတမ်းအဲ့လိုပဲလေဒါပေမဲ့သူနေ့လေကလီလီအကြောင်းကိုစုံစမ်းတော့ကကျွန်တော်ရဲ့နောက်ကြောင်းကိုလည်းအကုန်စုံစမ်းခဲ့တာကျွန်တော်မှဘလို့ဒဏ္ဍာရီလာဆရာသမားမှမရှိခဲ့ပါဘူးအမှန်ကန်ဆုံးထွက်ချက်ကတော့အဲ့ဒီဗီဒီယိုဂိမ်းပဲဖြစ်လိမ့်မယ်မင်းကညီမကိုလူအများရှိမှနှောက်ယှက်ခဲ့တယ်လို့ကြားတယ်မဖြစ်နိုင်တာလီလီနဲ့ငါကတကယ်ကိုအပြစ်ကင်းစင်တဲ့သူတွေပါဝင်မခံဘူးပေါ့ဟုတ်လားလီယွန်ကသူ့အိတ်ကထဲကဖုန်းထုတ်ပြီးဗီဒီယိုတစ်ခုဖွင့်ပြတယ်ဒါကိုရှင်းပြစမ်းကျွန်တော်အဲ့ဒီအသေးတန်တန်းနေတဲ့ဗီဒီယိုတိုင်းသားကြီးကိုမြင်လိုက်ရတော့စိတ်ယူပေါက်မတက်ဖြစ်သွားရတယ်မင်းတို့လူတွေမှာဘာဖြစ်နေကြတာလဲလူတွေကိုဒီလိုမျိုးဗီဒီယိုလိုက်ရိုက်ပြီးတွဲပေးနေတာကလွယ်ရင်တခြားအလုပ်မရှိကြဘူးလားလီလီလည်းအဲ့ဒါကိုမြင်တော့မျက်နှာတစ်ခုလုံးနှီးမြန်းသွားတယ်လီယွန်ဒါကနားလည်မှုလွဲတာပါနန်းတာကနားလည်မှုလွဲတာဒါဆိုသူမင်းရဲ့ခြေထောက်ကိုကင်တာကလည်းနားလည်မှုလွဲတာပဲလားမင်းကဘာလို့ဒီကောင်ဘက်ကနေကာကွယ်ပေးနေရတာလဲငါကမင်းအတွက်ကလက်စားချပေးမလို့လုပ်နေတာကိုဒါပေမဲ့လီလီကတော့သူ့အကိုနဲ့တဘောတည်းမဟုတ်ဘူးလီယွန်နင်ဒီကိစ္စနဲ့ဝင်မပါနဲ့တော့ငါကလူကြီးဖြစ်နေပြီသူကအကုန်လုံးကိုယူသွားပြီလေအဲ့ဒါကိုမင်းကဒီအတိုင်းလွတ်ထားခိုင်းတာလားအင်းမနှက်ဖြန်ညကြရင်ဒီကောင်ကိုအိမ်ကိုညစာစားဖို့ခေါ်ခဲ့အပေါ်ရံမှာတော့ဟုတ်ပါတယ်ဖမ်းရွံကညစာတစ်နက်နဲ့ထိုက်တန်ပါတယ်ဒီညကိစ္စတွေကသူတာမပါရင်ဒီလိုပြီးသွားမှာမဟုတ်ဘူးဒါပေမဲ့လီယိုတကယ်တွေးနေတာကတော့အဲ့ဒီညစာစားပွဲကြရင်ဒီကောင်ကိုငါတစစီဆွဲဖြတ်ပြစ်မယ်ဆိုတာပဲကျွန်တော်လီလီရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီးမှလီယွန်ရဲ့ကျွန်တော်ကိုတက်ချင်နေတဲ့မျက်နှာပေးကိုလှည့်ကြည့်လိုက်တယ်အပြစ်ကင်းပြီးဘာမှမသိတဲ့မိန်းကလေးတွေငါအဲ့ဒီညစာစားပွဲကိုလုံးဝသွားလို့မရဘူးဒါပေမဲ့ရှောင်လွဲလို့မရခဲ့ပါဘူးနောက်တစ်နေ့မှာလီလီကဖုန်းအကြိမ်65ကြိမ်ခေါ်ခဲ့တယ်အကြိမ်66မြောက်ဖုန်းခေါ်တန်လာတဲ့အချိန်မှာတော့ကျွန်တော်ကင်လိုက်ရတော့တယ်ဒီမိန်းကလေးကိုလစ်လူရှူထားလို့မရဘူးလေဘာလို့လဲဆိုတော့တကယ်လို့မကင်ရင်သူကျွန်တော်အဆောင်ကိုထပ်ပြီးဝင်းစီဥမှမှုလို့ပဲလီလီနေငါ့ကိုဖုန်းခေါ်ပြီးတတ်မလို့လားပါဇက်ပိတ်ပြီးအောက်ကိုဆင်းခဲ့ငါကြောင်းတကားဝမှာစောင့်နေတာကြာလာပြီဖမ်းယွန်တက်ပြင်းချလိုက်မိတယ်တကယ်ပဲရှောင်လွဲလို့မရတော့ဘူးဖုန်းချပြီးနောက်လီလီကလီယွန်စီဖုန်းဆက်တယ်ဟေးအိမ်မှာအစားတောက်တွေအစင်သင့်ဖြစ်ပြီလားဖမ်းယွန်နဲ့ငါလာနေပြီလီလီငါအဲ့ဒီကောင်ကိုဘလို့ကြိုက်တွေ့ရမလဲစဉ်းစားနေတာနဲ့မေ့နေတာဂျိုးမိသားစုကဒီနေ့ငါနဲ့ညစာစားဖို့ချိန်ထားတာရှိတယ်။အိုးဒါဆိုအတော်ပဲပေါ့ငါတို့ကပါခေါ်သွားနေငါအတွက်သူတို့ကိုကလဲစားချေပေးမယ်ဆိုရင်ငါမပါရင်ဘာထူးမှလဲ။ဒီနေ့ကိစ္စတွေကနည်းနည်းရှုပ်ထွေးနေတယ်မင်းမပါတာပိုကောင်းလိမ့်မယ်။နင်းအဲ့လိုပြောမှတော့ငါပိုပြီးတေချာပေါက်လိုက်ရတော့မယ်။ရတယ်။မင်းနဲ့ဖမ်းရွံပဲလိုက်ခဲ့စကားကိုလုံကဲမပြောကြနဲ့။ဘယ်မှာချမ်းထားတာလဲ။ဂျိတ်ပါဖီလီယံမှာနိုင်ဝက်ခန့်ကြပြီးနောက်လီလီနဲ့ကျွန်တော်ကဗန်ဒလီကားကိုစီးပြီးမြို့ပြင်ကတောအုပ်တစ်ခုကိုဖျက်ကျော်ကလှပဆန်ပြတဲ့သုံးထပ်အဆောက်အုံဟောင်းကြီးတစ်ခုရဲ့ရှေ့မှာရက်လိုက်ကြတယ်။ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာပဲကျွန်တော်လုံးဝမှင်တက်သွားရတယ်ဘာမှမမြင်ဘူးတဲ့ကလေးတယောက်လိုပဲ။လီလီဟိုမှာကြည့်ဦးအဲ့ဒါဘူဂက်တီကားလား။ငါဖုန်းစီးတီးမှာအဲ့လိုကားမျိုးတစ်ခါမှမမြင်ဘူးဟာ။မဖြစ်နိုင်တာဟိုမှာရှိတာပိုတိုကာပတ်စ်အပင်တွေလား။ဒီမှာအများကြီးပဲအိုးဟိုဘက်မှာလည်းရှိသေးတယ်။ကျေးဇူးပြုပြီးတော်ဆန်းပါအထဲကိုမြန်ဝင်ရအောင်လီယွန်ရောက်နေလောက်ပြီ။ကျွန်တော်လီလီနောက်ကနေအဆောက်အုံထဲဝင်ခဲ့တယ်ဝင်ပေါက်မှာတင်လုံခြုံရေးစကန်ဖက်စနစ်အပြည့်အဝရှိနေတာကျွန်တော်စကားတော့မထွက်နိုင်တော့ဘူးဒါကစားတော့ဆိုင်တော့လေးစိတ်မဟုတ်ဘူးဘာလို့ဒီလောက်စီကန်းကြီးနေရတာလဲဒါပေမဲ့လီလီကတော့အေးဆေးပဲသူဒီနေရာကိုရောက်ဖူးနေကြမို့လို့ပဲဂျိတ်ပါပီလီယံရဲ့အတွင်းပိုင်းမှာဘလို့လက်နက်မျိုးကိုမဆိုယူဆောင်ခွင့်မပြုဘူးဒီစီကန်းကအထူးအားဖြင့်အကြမ်းဖက်မှုတွေမဖြစ်အောင်တားဆီးထားတာဘယ်သူမဆိုစီကန်းဖောက်ဖျက်ရင်ပိုင်ရှင်ကအပြင်ကိုမောင်းထုတ်ပြီးတစ်သက်လုံးအမိပြက်စရင်တွင်းဖြစ်တာဟိုးတုန်းကယူမီသားစုကဖုံးစီတီမှာထိတ်တန်းမိသားစုမဖြစ်သေးခင်အချိန်ကသူတို့ကစမ်းပြတဲ့အကြံစီတစ်ခုနဲ့အဲ့ဒီအချိန်ကထိတ်ဆုံးမှရှိတဲ့မိုမီသားစုကိုဒေါသထွက်အောင်ဆွတ်ပေးပြီးစပွဲတင်ပကံခွဲရောက်တွေနဲ့တိုက်ခိုက်ခိုင်းခဲ့ပူတယ်လီယွန်ကတော့ဒဏ်ရာအနှဲငယ်ပဲရခဲ့ပေမဲ့အဲ့ဒါကမိုမီသားစုစီကန်းဖောက်ဖျက်ဖို့လုံလောက်ခဲ့တယ်
အဲ့ဒီနောက်ပိုင်းမိုးမိသားစုကဖုန်းစီးတီရဲ့ထိတ်တန်းမိသားစုဘဝကနေတဖြည်းဖြည်းပျောက်ကွယ်သွားပြီးယူမိသားစုကအာဏာရလာခဲ့တာဒါကတင်ဂျိတ်ပါပီလီယံရဲ့ပိုင်ရှင်ကဘလောက်ထိအာဏာရှိလဲဆိုတာပြနေတာပဲလူကြီးမင်းမှာဓာငယ်လေးတစ်ချောင်းပါလာပါတယ်ကျေးဇူးပြု၍အပ်ပေးပါမင်းပြန်တဲ့အချိန်ကျရင်အကောင့်အတိုင်းပြန်အပ်ပေးပါမယ်နင်တကယ်ပြောနေတာလားငါကဒီမှာထမင်းလာစားတာတော့ပြဿနာလာရှာတာမဟုတ်ဘူးနင်ဘာလို့ဓာယူလာရတာလဲဘသူတိမှလည်းနင်ဘေးမှာရှိနေရင်အမြဲတမ်းဘေးဒုက္ခတွေရောက်တတ်တာပဲဟာငါမှတနက်မရှိတော့ဓာငယ်လေးတစ်ချောင်းဆောင်ထားတာကတဘာဝကျပါတယ်နင်ကတော့တကယ်ငတုံးပဲလီလီကအဲ့လိုပြောပေမဲ့သူ့အတန်ကသူကိုယ်တိုင်အောင်တတိမထားမိပဲနူးညံ့သွားပြီးစိတ်ထဲမှာနည်းနည်းစိတ်လှုပ်ရှားသွားရပြန်တယ်ဖမ်းရွံကသူ့ကိုကာကွယ်ဖို့အထိတွေးထားလိုက်မယ်လို့သူမထင်ထားဘူးလေနင်ကမှနှလုံးမကြီးကျွန်တော်ပခုံးတွန်ပြီးဓာကိုလုံခြုံရေးဝန်ထမ်းစီအပ်လိုက်တယ်တိတိကျကျတင်ထားပြီးတော့ငါဓာကိုစူပါမားကတ်မှာ9ရွံနဲ့ဖြန်း80ပေးပြီးဝယ်ထားတာပျောက်သွားရင်6ရွံပြန်ရောရမယ်လီလီမျက်နှာကိုလက်နဲ့အုပ်ပြီးကျွန်တော်ကိုအတင်းဆွဲခေါ်သွားတော့တယ်တော်တော်ရှက်ဖို့ကောင်းတာပဲခဏအကြာမှာတော့ဒုတိယထပ်ကိုရောက်ခဲ့တယ်စင်ကြံလန်းတစ်လျှောက်မှာတီးတက်အခန်းလေးတွေရှိပြီးအခန်းချင်းစီမှာကြပြဆန်တဲ့နာမည်လေးတွေပေးထားတယ်။ຫນွေဦးမြင့်စီမင်းပန်းဦးနေ3ချိန်ထွက်ချင်းကျွဲဝါတော့ပင်လေဒါပေမဲ့စင်ကြံလန်းရဲ့အစုံမှာချိတ်ဆွဲထားတဲ့ပကြီးကားတစ်ချောင်းကကျွန်တော်ကိုကြောင်းကနေဖြစ်သွားစေတယ်။စာလုံးအလှရေးသားချက်ထဲမှာရေးထားတာကတော့လွတ်လပ်စွာအတူတကွပြန်တန်းဆိုလာမင်းကိုဖတ်တွေ့ပြီးထာဝိုင်ညမှာအနားယူဆိုလီလီကကျွန်တော်ကိုထူးဆန်းတယ်လို့ကြည့်တယ်နင်ကဘယ်တော့မှစလို့စာလုံးအလှတွေကိုခန်းစားတတ်သွားတာလဲ9ရွံနဲ့ဖြန်း80ကိုအသေးတန်ဈေးစစ်တဲ့လူကအမှုပညာအမြင်ရှိတယ်ပေါ့တော်ဆန်းပါတကယ်ပြောရရင်ကျွန်တော်လည်းတိတ်နားမလဲပါဘူးဒါပေမဲ့ဒီလက်ရေးကိုတနေရာမှာမြင်ဘူးတလို့ခံစားနေရလို့ပဲငါတို့အိမ်ကစာဖတ်ခန်းထဲမှာများလားတော်ဆန်းပါဒီဂျိတ်ပါပီလီယံမှာရှိတဲ့လက်ရာတွေကအားလုံးဆရာကြီးတွေရဲ့လက်ရာတွေကြီးပဲနင့်မိသားစုကဘလို့မျိုးမို့လို့ဒီလိုလက်ရာမျိုးရှိရမှာလဲနေယုံကြည်ယုံမယုံကြည်နေငါမိသားစုကတောင်ပိုင်းကတထေးဟောင်းတွေကပဲလီယွန်ကနင့်နောက်ကျောင်းအကုန်စုံစမ်းပြီးစကားတွေရှောက်မလုံးနဲ့တော့လားသူစောင့်နေတာကြာလာပြီဒါပေမဲ့အဲ့ဒီစာလုံးအလှလက်ရာကကျွန်တော်အတွက်တကယ်ကိုရင်းနှီးလို့နေတယ်ဒါဘသူလက်ရေးလဲဆိုတာပဲစဉ်းစားလို့မရတာအဲ့ဒီအချိန်မှာပဲအပေါ်ထက်ကနေမိန်းကလေးတယောက်ရှောက်ဆင်းလာပြီးကျွန်တော်တို့စီတက်တက်ကွေးလျှောက်လာတယ်သူကချောင်းဆန်းအဖြူရောင်ကိုဝတ်ဆင်ထားပြီးကြော့ရှင်းကဆွဲဆောင်မှုရှိလာတယ်ကျွန်တော်မောကြည့်လိုက်တဲ့အချိန်မှာထပ်ပြီးကြောင်သွားရပြန်တယ်ဒီမိန်းကလေးကတခုခုရင်းနှီးနေတယ်လို့ပဲငါတို့တနေရာမှာတွေ့ဘူးကြလားလီလီကကျွန်တော်ပြောတာကိုကြားတော့မျက်လုံးအပြူသားဖြစ်သွားတယ်သူကကျွန်တော်ဒီမိန်းကလေးကိုလာပြီးလိုက်နေတယ်လို့ထင်သွားတာဖမ်းရွံဒါကဂျိတ်ပါဖီလီယံရဲ့အထွေထွေမန်နေဂျာလေးစကားကိုစင်ကျင်စမ်းလီလီကချက်ချင်းနှုတ်ဆက်လိုက်တယ်မန်နေဂျာစုမင်္ဂလာညချမ်းပါရှင်ပြီးတော့ကျွန်တော်လက်ကိုဆွဲပြီးအတင်းထွက်လာခဲ့တော့တယ်ကျွန်တော်ပြဿနာရှာမှာဆိုလို့လေဘာလို့ဒီလောက်အတင်းဆွဲနေရတာလဲလီလီကျွန်တော်ခါကိုအားနဲ့စိတ်ပြစ်လိုက်တယ်အာနားတယ်ငါတတိပေးလိုက်မယ်မန်နေဂျာစုဆိုတာဖုန်းစီးတီတစ်ခုလုံးမှာအဆက်အသွယ်အရှိဆုံးမိန်းမတစ်ယောက်ပဲဂျိတ်ပါပီလီယံရဲ့နောက်ွယ်ကအာနာရှိတဲ့သူတိုင်းမှာသူနဲ့ပတ်သက်မှုတွေရှိကြတယ်တကယ်လို့နင်းသူ့ကိုသွားပြီးစော်ကားမိရင်နင်းသေးပြီးဒါမှတ်နားလေလားလီလီနင်ငါ့ကိုသဘောကျနေတာမလားနင်ကအမြဲတမ်းငါ့ကိုကာကွယ်ပေးနေတာပဲအဲ့ဒီစကားကြောင့်လီလီမျက်နှာကပိုပြီးနီးမြန်းသွားတော့တယ်ဘသူကနင့်ကိုသဘောကျလို့လဲငါနင့်ကိုတစားစီမခွဲရသေးခင်အထိနင်တခြားဘယ်မိန်းကလေးနဲ့မှမပတ်သက်ရဘူးကြားလားကျွန်တော်ကတော့ဂယုမဆိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့နောက်ကနေစရီနာစုကကျွန်တော်တို့နှစ်ယောက်ရန်ဖြစ်လိုက်ဆက်နောက်လိုက်လုပ်နေတာကိုအဝေးကနေကြည့်ပြီးသဘောကျတဲ့အပြုံးမျိုးပြုံးနေခဲ့တယ်သူဖုန်းထုတ်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်တဲ့အရှင်သခင်တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စတစ်ခုအခုလေးတင်ဖြစ်သွားတယ်ရှင်အနာကတီးတက်အခန်းတစ်ခုထဲမှာတော့ဇိမ်းရဲ့အကိုကြီးတိုက်ဆန်ဂျိုးကဖုန်းစီတီရဲ့ဒုတိယရဲမှူးကြီးဖြစ်တဲ့စနစ်ထိန်းသိမ်းရေးအဖွဲ့ကဒရိုက်တာတန်ကိုဖိတ်ကြားပြီးတရားဝင်တောင်းပန်ဖို့စီစဉ်ထားတာဖြစ်တဲ့အဲ့ဒီအချိန်မှာပဲလီလီနဲ့ကျွန်တော်ကအခန်းထဲကိုအပြေးလွှားဝင်လာခဲ့ကြတယ်တောင်းပန်ပါတယ်ကျမတို့နောက်ကျသွားလို့ဒီလိုမျိုးအလောတကြီးပြေးလွှားနေတာကယဉ်ကျေးတိမ်မွေးတဲ့မင်းသမီးလေးတယောက်ရဲ့ပုံစံမျိုးတော့လုံးဝမဟုတ်ဘူးပေါ့ငါမိတ်ဆက်ပေးမယ်ဒါကဒရိုက်တာတန်ဖုန်းစီတီရဲ့ဒုတိယရဲမှူးကြီးပေါ့နင်းသူ့ကိုဒရိုက်တာတန်လို့ခေါ်နိုင်တယ်ဒီဘက်ကနှစ်ယောက်ကတော့မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်တယ်နင်းဒရိုက်တာတန်ကိုတီးပြီးသားဖြစ်မှာပါပြီးတော့ဒါကဖမ်းရွံကတန်းဖို့ဂျိုးမီသားစုကလာတဲ့လူနှစ်ယောက်ကိုတော့လီလီကမျက်လုံးတစ်ချက်တောင်စောင့်မကြည့်ဘူးဒါကဇိမ်းကိုအကြီးကျယ်ဒေါသထွက်စေခဲ့တယ်ဂျိုးမီသားစုဆိုတာဖုန်းစီတီမှာအဓိကမီသားစုကြီးတွေကတခုလေဒါကိုဒီမိန်းကလေးကသူ့ကိုလုံးဝလိလူရှူထားတာကိုတကယ်လို့သူ့အကူသားတားမထားရင်သူ့စပွဲကိုမှောက်ခုံလန်ပစ်လိုက်တော့ပြီဒရိုက်တာတန်ကနှွေးထွေးစွာပြုံးပြတယ်လီလီမတွေ့ရတာကြာပြီပဲမင်းကိုနောက်ဆုံးတွေ့ခဲ့တာမင်းရဲ့တစ်နှစ်ပြည့်မွေးနေ့ပွဲမှာလေအဲ့ဒီတုန်းကမင်းအဖေကဖုန်းစီတီမှာရှိနေတုန်းပဲငါတို့ကယဉ်နီးလာတာကြာပါပြီထိုင်ကြပါဦးအားလုံးကမိသားစုတွေကြီးပါပဲဒရိုက်တာတန်ကျမကိုပြန်ပေးဆွဲတဲ့သူကဒီစပွဲမှာအတူထိုင်နေတာကိုတော့ကျမမိသားစုလို့သတ်မှတ်ပြီးမထိုင်နိုင်ဘူးရှင်ကျမဘယ်လိုလုပ်ထိုင်နိုင်မှာလဲဒရိုက်တာတန်ကတင်းမာမှုကိုရှော့ချဖို့ဦးကြောင်ရေမောလိုက်တဲ့သူကတိုက်ဆန်ဂျိုးကိုလှမ်းကြည့်လိုက်တော့တိုက်ဆန်ကချက်ချင်းထွက်တယ်မမလေးယူဒါတွေအားလုံးကကျွန်တော်ညီရဲ့မိုင်မဲမှုကြောင့်ပါဒါကြောင့်ဒီနေ့ကျွန်တော်တို့အထူးတလဲလာရောက်တောင်းပန်တာပါမမလေးအနေနဲ့ခွင့်လွှတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်လီလီကအေးဆက်စွာရေမောလိုက်တယ်ဒရိုက်တာတန်အဲ့လိုဆိုရင်တော့ကျမကလည်းဂျိုးမီသားစုဝင်အယောက်30ကျော်လုံးကိုတညလုံးဖမ်းဆီးချုပ်နှောင်ထားပြီးမှနောက်နေ့ကျကောင်းမွန်တဲ့ညစာစားပွဲတစ်ခုပြင်ဆင်ပြီးပြန်တောင်းပန်ရင်ဘယ်လိုလဲရှင်ဒရိုက်တာတန်ရဲ့မျက်နှာပြတ်သွားတယ်ဒီနေ့သူတာပြက်တသားမရက်တည်ရင်ဒီမိန်းကလေးကဒီကိစ္စကိုအလွယ်တကူလွတ်ပေးမှာမဟုတ်ဘူးဆိုတာသူသိလိုက်ပြီဇိမ်းမင်းစော်ကားခဲ့တဲ့သူကဒီမှရှိနေပြီပဲမမလေးယူရဲ့ရှေ့မှာဒူးထောက်ပြီးတောင်းပန်လိုက်စမ်းအဲ့ဒီနောက်ပိုင်းသူပါဆုံးဖြတ်မလဲဆိုတာကတော့သူ့သဘောပဲဇိမ်းပစက်ဟယုံတင်ရှိသေးတယ်တိုက်ဆန်ကသူ့ကိုဆူဆူဝါးဝါစိုက်ကြည့်ပြီးတားလိုက်တယ်ဇိမ်းကမလုတ်ချင်ပုံစံနဲ့လီလီပတ်လှည့်လိုက်ရတယ်မိမတယောက်ရှေ့မှာဒူးထောက်ရတာကသူတကယ်ပဲမလုတ်ချင်ဆုံးအလုပ်တစ်ခုပဲဒါပေမဲ့ဒီနေ့သာသူမလုတ်ရင်အခြေအနေတွေပိုဆိုးသွားလိမ့်မယ်မမလေးယူကျွန်တော်ခဏလောက်စိတ်ယူပေါက်သွားလို့ပါကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါဝုန်းကနေအတန်နဲ့အတူဇိမ်းကလီလီရှေ့မှာဒူးထောက်ချလိုက်တော့တယ်သူဘာမှမပြောနိုင်ခင်မှာပဲကျွန်တော်ကတော့လုံးဝဝေခွင့်မရဖြစ်နေပြီးနင်ကထမင်းစားဖို့လာတာဆိုဘာလို့တယောက်ကဒူးထောက်ပြီးနောက်တယောက်ကအော်ဟစ်နေရတာလဲဒါကပြဆက်ယုံလားဘာပြဆက်ယုံလဲ
သူကမနေ့ကငါ့ကိုပြန်ပေးဆွဲခိုင်းတဲ့သူဂျိုးမိသားစုကစိန်ချိုးလေနေဦးဒီကောင်ကဒီကိစ္စအလုံးကိုစီစဉ်တဲ့ကောင်ပေါ့ဟုတ်လားဒေါသတွေဝုန်းကနေထွက်လာပြီးကျွန်တော်သူ့ကိုကန်ဖို့ပြင်လိုက်တယ်လီလီကထိတ်လန့်သွားပြီးဘာမှမစင်စားပဲကျွန်တော်ကိုအတင်းဖတ်ထားလိုက်တော့တယ်ဖမ်းရွံဘာမှမလုပ်နဲ့ဦးဒါကဆူဆူရွရွပြီးသွားလိမ့်မယ်လမ်းမှာတင်လီလီကဂျိတ်ပါဖီလီယန်ရဲ့စီကံတွေကိုပြောပြထားလို့ဒါကျွန်တော်စိတ်ကိုအစွမ်းကုန်ထိန်းထားလိုက်ရတာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲစနစ်ကမြည်တမ်းတဲ့အတူပေါ်လာပြန်တယ်စိန်ခုံမှုစနစ်ပွင့်သွားပါပြီကစားသမားအတွက်စိန်ခုံမှုကိုအလိုလျောက်လက်ခံလိုက်ပါပြီ30စက္ကန့်အတွင်းဇိန်းကျိုးကိုမလှုပ်ရှားနိုင်အောင်ခြေမုံးပါအောင်မြင်ပါကလှက်ကွက်စုလက်ရရှိပါမည်ကြာရှုံးပါကစနစ်ဤအပြစ်ပေးမှုကိုခံရပါမည်နေယူနေတာလားငါအခုတင်ဒီမှာဘသူ့ကိုမှလက်ဖျားနဲ့တောင်မထိရဘူးလို့ပြောထားတာလေးနင့်မှာဘာပြဿနာရှိနေတာလဲငါတေမပဲနင်ကျေနပ်မှာလားအဲ့ဒီအချိန်မှာပဲဒူးထောက်နေတဲ့စိန်ကကျွန်တော်စိတ်အောင်ထားတာကိုရိပ်မိပြီးလာပြီးရီးတဲ့လုပ်တယ်ကဲရိုက်လေတက်တိရှိရင်ငါ့ကိုအားရပါရရိုက်စမ်းပါဦးကျွန်တော်လီလီလက်မောင်းထဲကနေရုံထွက်လိုက်ပြီးဇိန်းရဲ့အားအနည်းဆုံးနေရာပေါင်ကြားကိုရှိသမျှခွန်အားတွေစူးစီးပြီးကန်ထည့်လိုက်တော့တယ်ဇိန်းရဲ့အော်ဟင်ညီတွားတန်ကြီးကတီးတန့်အခန်းတစ်ခုလုံးကိုဟိမ့်ထွက်သွားတော့တာပဲတကယ်ကိုမယုံနိုင်စရာပဲဒီလောက်အထိအရှက်မရှိတဲ့ကောင်မျိုးတစ်ခါမှမတွေ့ဘူးဇိန်းအစင်ပြေရဲ့လားတိုက်ဆန်ရဲ့မျက်နှာပြနှမ်းသွားတယ်သူဇိန်းစီအပြေးလွှားသွားကြည့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့သွေးတူကချက်ချင်းတက်သွားတော့တယ်သူကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်တယ်ကောင်လေးမင်းလွန်လာပြီမင်းဂျိုးမိသားစုရဲ့မျိုးဆက်ကိုဖျက်ပစ်ချင်တာလားသူလူနာတင်ကားခေါ်ဖို့ဖုန်းထုတ်လိုက်ပေမဲ့လီယွန်ကအရင်လူယူလိုက်တယ်မစ္စတာဂျိုးဒဏ်ရာအနှဲငယ်လေးအတွက်လူသိရှင်ကြားလုပ်နေဖို့မလိုပါဘူးဂျိုးမိသားစုကဒါကိုကင်တွယ်ပေးပါမယ်လီယွန်ယူဂျိုးမိသားစုကမင်းတို့အစ်စ်မှမရှိတာမှန်ပေမဲ့ငါတို့ကအကုန်လုံးကိုငြိမ်ခံနေမဲ့မိသားစုမျိုးမဟုတ်ဘူးဒီကိစ္စကတော့လုံးဝညှိနှိုင်းလို့မရဘူးဆွေးနွေးစရာမရှိဘူးဒရိုက်တာတန်ကအခြေအနေကိုထိမ့်သိမ့်ဖို့ချက်ချင်းဝင်ပါလာတယ်မစ္စတာယူဇိန်းကတကယ်ဒဏ်ရာပြင်းထန်နေတာလူနာတင်ကားခေါ်တဲ့နယ်ဒီမှာလူအသက်ကိုအန္တရာယ်မပြုနိုင်ဘူးလေမဖြစ်နိုင်တာဇိန်းကဒီနေ့ဂျိတ်ပါဖီလီယန်ထဲကနေသူ့ခြေထောက်နဲ့သူလမ်းလျှောက်ထွက်သွားရမယ်ဒါဆိုယူမိသားစုကငါနဲ့လမ်းခွဲဖို့အသင့်ဖြစ်ပြီပေါ့ဟုတ်လားမြို့လေက project အတွက်နောက်ဆုံးဆုံးဖြတ်ချက်ကငါလက်ထဲမှာရှိသေးတယ်နော်လမ်းခွဲတယ်ဟုတ်လားဒါဆိုလဲဘာဖြစ်လဲလီယွန်ကဘာမှမစိုးရိမ်ပဲသူ့ရဲ့လက်ဖက်ရည်ခွက်ကိုအေးအေးဆေးဆေးပုတ်တက်နေခဲ့တယ်အဲ့ဒီအချိန်မှာအခန်းနောက်ဘက်ကလိုက်ကတကားပွင့်သွားပြီးအထဲမှာငြိမ်ငြိမ်လေးလက်ဖက်ရည်တောက်နေတဲ့လူတစ်ယောက်ပေါ်လာတယ်ဒရိုက်တာတန်မတွေ့ရတာကြာပြီပဲဒရိုက်တာတန်ကတော့ထိတ်လန့်လွန်းလို့မျက်နှာပြနှမ်းသွားတော့တယ်လီယွန်ကဒရိုက်တာတန်ကမြို့လေက project ကိုတုံးပြီးသူ့ကိုဖိအားပေးမယ်ဆိုတာကြိုသိနေတာမို့လို့သူကကြိုတင်ပြင်ဆင်ပြီးဖုန်းစီတီရဲ့ရဲမှုကြီးဖြစ်တဲ့ရဲမှုကြီးဟန်ကိုခေါ်လာခဲ့တာကိုရဲမှုကြီးဟန်ကတီတီငိမ့်ငိမ့်နဲ့ထွက်လာတယ်လီယွန်ကမူလကငါ့ကိုထမင်းစားဖို့ပဲဖိတ်တာပါဒါပေမဲ့ငါကမကြားတင်တဲ့အရာအချို့ကိုကြားလိုက်မိတယ်လို့ပဲဟုတ်တယ်မလားဒရိုက်တာတန်ရဲမှုကြီးဟန်မနောက်ပါနဲ့ဗျာငါတို့အားလုံးကစနစ်ထိန်းသိမ်းရေးအဖွဲ့ဝင်တွေပဲဟာငါတို့ကတရားမျှတမှုကိုယုံကြည်ပါတယ်မင်းရဲ့တရားမျှတမှုဆိုတာကမြို့လေက project ကိုတုံးပြီးချင်းချောက်တာကိုပြောတာလားယူမီသားစုကအဲ့ဒီ project အတွက်အများကြီးစူးစမ်းထားတာဒီမှာရှိတဲ့သူတိုင်းမြင်ကြတာပဲဘလို့ပဲကြည့်ကြည့်အဲ့ဒီ project ကယူမီသားစုနဲ့ပဲထိုက်တန်တာဒရိုက်တာတန်မှာပြောစရာစကားမရှိတော့ဘူးသူကရိုရိုတေတေနဲ့ခေါင်းညှိလိုက်ရတယ်သူလည်းအဲ့ဒီ project ကယူမီသားစုနဲ့ထိုက်တန်တယ်ဆိုတာအမြဲတမ်းသိတာပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေကဒရိုက်တာတန်အမှားတစ်ခုလုပ်ခဲ့မိပြီးအဲ့ဒါကိုဝေမီသားစုကတီးသွားပြီးသူ့ကိုချုပ်ကင်ထားခဲ့တာကိုဂျိုးမီသားစုကိုကူညီတာကလည်းဝေမီသားစုကိုမျက်နှာလုတ်ပေးုံတက်တက်ပဲဒရိုက်တာတန်မသိတာကတော့သူကတိုက်ဆန်ရဲ့ကစားတာကိုခံလိုက်ရတာပဲဇိန်းကလီလီကိုပြန်ပေးဆွဲဖို့ကြာရှုံးခဲ့ပြီးကလေးကဝေမီသားစုကဂျိုးမီစုကိုစွန့်ပစ်လိုက်ပြီဆိုတာ तू မသိသေးဘူးဒရိုက်တာတန်မင်းအပေါ်ငါတကယ်စိတ်ပြတ်မိတယ်နောက်တစ်ချိန်အစည်းအဝေးကြရင်အားလုံးရဲ့ရှေ့မှာမင်းကိုယ်တိုင်အပြေးအဝပြန်လဲသုံးသက်ချက်တင်ပြရမယ်ပြီးတော့မင်းရဲ့ယာဒူးတိုးကိစ္စကိုလည်းငါလောလောဆယ်ဆိုင်းငံ့ထားမယ်ဒီအတော်တွင်မင်းဒီလန်းစင်အတိုင်းဆက်သွားနေအောင်မယ်ဆိုရင်ငါတတိမပေးခဲ့ဘူးလို့မပြောနဲ့တော့နားလဲပါပြီရဲမှုကြီးဟန်ကအခန်းထဲကကြံတဲ့သူတွေကိုတီတီငိမ့်ငိမ့်နဲ့လှည့်ပြောတယ်ဖုန်းစီတီရဲ့ရဲမှုကြီးတယောက်အနေနဲ့ငါဒီနေ့ကိစ္စတွေကိုတရားမျှတစွာကင်တွယ်ပေးမယ်ဇိန်းချိုးကဒီလူငယ်ကြောင့်ဒဏ်ရာရခဲ့တာမို့သူတေချာပေါက်စေကူတာမှုခံယူဖို့လိုအပ်တယ်လီယွန်ဖုန်းဆက်ပြီးဇိန်းကိုစေကူတာခိုင်းလိုက်ငါပြောပြီးပြီလေလူနာတင်ကားမခေါ်ရဘူးလို့ငါပြောတာနားထောင်စမ်းပြီးတော့ဒီထိုးနှက်မှုကိုလုပ်တဲ့သူနဲ့ပတ်သက်ပြီးတော့ငါဂျိတ်ပါဖီလီယန်ရဲ့ပိုင်ရှင်နဲ့တိုက်ရိုက်စကားပြောပေးမယ်ဒါကပုံကိုရေးအရာလုပ်ရတဲ့တစ်ခုပဲယူမီသားစုနဲ့ဘာမှမဆိုင်ဘူးဇိန်းရဲ့ပြန်ပေးဆွဲမှုကိစ္စနဲ့ပတ်သက်ပြီးတော့သူတန်ရာတက်တာနဲ့သူ့ဘာသာသူလာရောက်ဖမ်းခံရမယ်အားလုံးပဲဒီအစီအစဉ်ကိုသဘောတူကြရဲ့လားယူမီသားစုသွားပြီလို့ထင်နေတဲ့တိုက်ဆန်ကတော့မျက်နှာတစ်ခုလုံးနင်းမြန်းသွားတော့တယ်ရဲမှုကြီးဟန်ဖမ်းရွံကိုယူမီသားစုကခေါ်လာတာထင်ရှားနေတာပဲသူကသူတို့လူပဲဟာရဲမှုကြီးဟန်ကကျွန်တော်ကိုအေးဆေးစွာလှည့်ကြည့်တယ်လူငယ်မင်းနာမည်ဘယ်လိုခေါ်လဲဖမ်းရွံပါရဲမှုကြီးတကယ်ပဲတရားမျှတစွာကင်တွယ်ပေးတာပါငါစိန်ကိုရိုက်တာကသူမင်းညကငါ့ကိုတတ်မလို့လုပ်ခဲ့လို့ပါဒါကယူမီသားစုနဲ့လုံးဝမဆိုင်ပါဘူးအဲ့ဒါကိုကြားတော့ရဲမှုကြီးဟန်ကစိတ်မဆိုးတဲ့အပြင်ပြုံးတောင်ပြုံးလိုက်သေးတယ်ဒီကောင်လေးကတကယ်ကိုတစ္ဆာရှိတာပဲကြားတယ်မလားတိုက်ဆန်သူ့နာမည်ကဖမ်းရွံယူမဟုတ်ဘူးမိနစ်30အကြာမှာတော့လူနာတင်ကားနဲ့အတူရဲကားတွေပါရောက်လာခဲ့ကြတယ်ဇိန်းကိုဆေးရုံခေါ်သွားပြီးကျွန်တော်ကိုတော့ရဲကားစီခေါ်သွားကြတယ်ဂျိတ်ပါဖီလီယန်မှာအကြမ်းဖက်မှုဖြစ်ပွားခဲ့တာမို့စရီနာဆူကအခင်းဖြစ်ပွားရနေရစီချက်ချင်းရောက်လာခဲ့တယ်ဒီတန်းရာကိုပေးတဲ့သူကကျွန်တော်ဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာသူ့မျက်နှာပေးကခဏလောက်တောင့်ခဲသွားရပြန်တယ်ဒီမှာဘာဖြစ်တာလဲရဲမှုကြီးဟန်ကစရီနာပတ်လှည့်ပြီးပြုံးပြကပြောလိုက်တယ်မန်နေဂျာဆူနှစ်ယောက်တည်းစကားပြောရအောင်လီလီကရဲကားနောက်ကိုလိုက်ပြီးရှင်းပြဖို့အသေးအတန်လုပ်နေပေမဲ့လီယွန်ကတားလိုက်တယ်နေဦးအရင်ပြန်ပြီးမှစကားပြောရအောင်ပြီးမှသူတိုက်ဆန်စီအေးအေးဆေးဆေးရှောက်သွားတယ်ငါမင်းကိုအခွင့်အရေးပေးခဲ့ပြီးမင်းကစစ်ဖြစ်ချင်မှာတော့မင်းမှာအများဆုံး3ရက်ပဲအချိန်ရှိတော့မယ်ဂျိုးမီသားစုကတော့ပြီးသွားပြီ
တိုက်ဆန်တွေမျိုးချလိုက်မိတယ်အားလုံးပြီးဆုံးသွားပြီးရဲမှုကြီးဟန်ကဂျိတ်ပါဗီလီယံရဲ့ပိုင်ရှင်ကိုတိပုံရတဲ့ဖမ်းရွံကိုယူမီသားစုကနေခွဲထုတ်လိုက်နိုင်တဲ့ယူမီသားစုကတော့အေးအေးဆေးဆေးလွတ်မြောက်သွားမှာပဲတကယ်လို့သူအသက်ရှင်ခြင်းနဲ့ဆိုရင်သူ့ရဲ့အစိတ်ပိုင်းတစ်ခုကိုအနစ်နာခံရတော့မယ်မစ္စတာယူပြန်ပေးဆွဲတာကစိမ့်တယောက်တည်းလောက်တာပါကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူးယူမီသားစုနဲ့လည်းမဆိုင်ပါဘူးကျေးဇူးပြုပြီးကျွန်တော်တို့ကိုချမ်းသာပေးပါဦးငါမှတိမ်မဲ့လူတွေအတွက်တနာစိတ်မရှိဘူးအဲ့လိုပြောပြီးလီယွန်ကလှည့်ထွက်ဖို့လုပ်တဲ့အချိန်မှာပဲတိုက်ဆန်ကစကလန်းပြောလိုက်တယ်ဂျိုးမီသားစုကအမြဲတမ်းဝေမီသားစုရဲ့ရုပ်သေးရုပ်ဖြစ်ခဲ့တာမင်းသိပါတယ်မစ္စတာယူငါအသက်ရှင်ခြင်းနဲ့တကယ်လို့မင်းငါကိုချမ်းသာပေးရင်ဝေမီသားစုရဲ့အချက်လက်တွေကိုငါမင်းကိုပေးမယ်လီယွန်ကနှာခေါင်းရှုပ်လိုက်တဲ့ဝေမီသားစုကန်တဲ့လက်မှန်သမျှကိုငါဖျက်ပစ်မှာပဲဒါဖုန်းစီတီနော်ငါသူတို့ကိုမကြောက်ဘူးမင်းဖေကလွန်ခဲ့တဲ့နှစ်ကဘာတတိပေးချက်မှမရှိပဲ Dragon City ကိုထွက်သွားတာကိုကြားမိတယ်မင်းဖေဘာလို့အဲ့ဒီကိုသွားလဲဆိုတာမသိချင်ဘူးလားတိုက်ဆန်ကလောင်းကြီးထက်လိုက်တာပဲသူကလီယွန်ကယူမီသားစုရဲ့အကြီးအကဲဘယ်ရောက်သွားလဲဆိုတာသိချင်နေလိမ့်မယ်လို့လောင်းလိုက်တာဖြစ်ပြီးအဲ့ဒါကလည်းအောင်မြင်ခဲ့တယ်လီယွန်ခြေလန်းတွေရက်သွားတယ်သူတိုက်ဆန်ကိုပြန်လှည့်ကြည့်လိုက်တယ်တကယ်လို့ငါမင်းစီကလိုချင်တာမရရင်ဂျိုးမီသားစုအသေးပဲသူပြန်လှည့်လာခဲ့တယ်လီလီအရင်အိမ်ပြန်နဲ့တော့သူလှည့်ကြည့်လိုက်တော့လီလီကမရှိတော့ဘူးမမလေးယူအခုတင်ပြေးထွက်သွားတာမြင်လိုက်တယ်သူဖမ်းရွံနောက်ကိုလိုက်သွားတာမဟုတ်ပါဘူးနော်မကောင်းဘူးလီယွန်ကဘော်ဒီကတ်တယောက်ကိုချက်ချင်းလက်ဟန်ပြပြီးတိုက်ဆန်ကိုကားထဲခေါ်သွားခိုင်းလိုက်တယ်ပြီးမှသူကိုယ်တိုင်အမြန်လိုက်သွားတော့တယ်သူကြောင်းတကားဝရောက်တဲ့အချိန်မှာတော့လီလီကမောင်းထွက်သွားပြီးမတက်နိုင်တော့တာမို့သူဖုန်းဆက်လိုက်ရတယ်လီလီနင်ဘယ်ကိုသွားနေတာလဲဖမ်းရွံကငါအတွက်ဒါကိုလုပ်ပေးခဲ့တာငါသူ့ကိုဒီတိုင်းပြစ်မထားနိုင်ဘူးငါသူ့စီသွားပြီးရဲတွေကိုအကုန်ရှင်းပြရမယ်ဒါပေမဲ့လီလီကငိုနေတာမို့လီယွန်ကသူ့ကိုချုံမောဖို့စိတ်မပါဘူးတကယ်လို့ဂျိတ်ပါဖီလီယန်ကဖမ်းရွံကငါတို့မိသားစုနဲ့ပတ်သက်နေတယ်ဆိုတာသိသွားရင်ရဲမှုကြီးဟန်ငါတို့အတွက်လုပ်ပေးခဲ့တာတွေအကုန်လုံးပျက်စီးကုန်လိမ့်မယ်လီယွန်နေငါကိုငငယ်ကလေးကအမြဲပြောခဲ့တာလေလူဆိုတာမိမိရဲ့အရင်မြစ်ကိုမမေ့ရဘူးမိမိကိုကူညီခဲ့တဲ့သူကိုကြောမခိုင်းရဘူးလို့ဖမ်းရွံကငါပြန်ပေးဆွဲခံရကလေးကငါဘက်ကနေအမျက်ရှိပေးခဲ့တာအခုအပြစ်အလုံးကိုဖမ်းရွံတယောက်တည်းပေါ်ပုံချလိုက်ဖို့ဆိုတာငါမလုပ်နိုင်ဘူးငါသူ့စီသွားရမယ်သူစကားပြောပြီးနောက်လီယွန်တိတ်ဆိတ်သွားတော့တယ်သူလီလီပြောတဲ့စကားတွေကြောင့်တကယ်ပဲစိတ်လှုပ်ရှားသွားပုံရပြီးလီလီကတခြားတယောက်ကိုဒီလောက်အထိဂယုစိုက်တာမျိုးတစ်ခါမှမမြင်ဘူးခဲ့လို့ပဲနှစ်စက္ကန့်ခွဲလောက်တိတ်ဆိတ်သွားပြီးနောက်သူရေလိုက်မိတယ်နေတကယ်ပဲဒီကောင်ကိုသဘောကျနေတာလားဘာတွေပြောနေတာလဲလီယွန်ငါတို့ကအခုအရေးကြီးတဲ့ကိစ္စအကြောင်းပြောနေတာနော်တကယ်လို့နင်မကူညီရင်ငါဘာသာသွားပြီးသူ့ကိုခေါ်ထုတ်မယ်ဖမ်းရွံဘာတန်ရာမှမရစေရဘူးရတယ်ငါကတိပေးပါတယ်ဒီညငါဖမ်းရွံကိုရဲစခန်းကနေဘာပြစ်မှမရှိပဲဘေးကင်းကင်းနဲ့ပြန်ခေါ်ထုတ်ပေးမယ်သူ့ရဲ့ရာဇဝင်မှာလည်းဘာမှအစွန်းထင်းမရှိစေရဘူးနင်ငါကိုလိန်နေတာမဟုတ်ဘူးမလားတကယ်လို့မယုံရင်ရဲစခန်းအပြင်မှာတွားဆောင်နေလိုက်သူညတကောင်မတိုင်ခင်ထွက်လာလိမ့်မယ်ဟုတ်ပြီငါအခုပဲအန်ကယ်ချင်းကိုဖုံးဆက်ပြီးအာဗီကာယူလာခိုင်းလိုက်မယ်သူထွက်မလာမချင်းငါစခန်းအပြင်မှာစခန်းချပြီးစောင့်နေမယ်သမီးကြီးရင်အိမ်မှာထိန်းထားလို့မရဘူးဆိုတာတကယ်ပဲတစ်ချိန်တည်းမှာပဲဂျိတ်ပါဗီလီယန်ရဲ့တီးတန့်ခန်းထဲမှာတော့ရဲမှုကြီးဟန်မင်းပြောတာကဖမ်းရွံကဒီတန်ရာကိုပေးတဲ့သူပေါ့ဟုတ်လားရဲမှုကြီးဟန်ကခေါင်းညိတ်တယ်ငါတစ်ချိန်လုံးအဲ့ဒီမှာရှိနေတာတကယ်လို့ငါမှတ်မိမလွဲရင်ဖမ်းရွံကိုယူမီသားစုကခေါ်လာတာဂျိတ်ပါဗီလီယန်ရဲ့အတွင်းပိုင်းမှာတိုက်ခိုက်ရင်ဘာဖြစ်မလဲဆိုတာရဲမှုကြီးဟန်ကောင်းကောင်းသိပါတယ်အဲ့ဒါကြောင့်လဲငါမန်နေဂျာစုကိုတီးတန့်စကားပြောဖို့ခေါ်တာပေါ့လွန်ခဲ့တဲ့13နှစ်ကငါမင်းတို့ရဲ့တခင်ကြီးနဲ့ Dragon City မှာတွေ့ခဲ့ဘူးတယ်အဲ့ဒီနှစ်ကစနစ်ထိန်းသိမ်းရေးအဖွဲ့ရဲ့စစ်စင်ရေးမှာငါသူ့အတွက်ကြီးစံအမှန်ခံပေးခဲ့တာအဲ့ဒီကလေးကသူငါ့ကိုအကျွေးတင်နေတာယူမီသားစုကိုလှုပ်ပေးလိုက်တာကအဲ့ဒီအကျွေးကိုပြန်ဆက်တာပဲလေအဆင်ပြေရဲ့လားရဲမှုကြီးဟန်မင်းတကယ်ပဲဒီအခွင့်အရေးကိုတုံးကျင်တာတေချာလို့လားငါတို့တခင်ကြီးကပြောထားတာကတကယ်လို့မင်းသားအလိုရှိရင်မင်းကို Dragon City စီဘေးကင်းကင်းနဲ့ပြန်လာနိုင်အောင်သူကိုယ်တိုင်အာမခံပေးမယ်လို့တကယ်လို့မင်းသားကိုအခုယူမီသားစုအတွက်တုံးလိုက်ရင်မင်းအတွက်အဲ့ဒီအခွင့်အရေးရှိတော့မှာမဟုတ်ဘူးနော်ငါအဲ့ဒီနေရာကိုပြန်သွားဖို့ဆန္ဒမရှိပါဘူးအဲ့ဒီနေရာကမင်းကိုအရှင်လက်လက်ဝါမျိုးသွားလိမ့်မယ်ယူမီသားစုကငါအပေါ်ကောင်းခဲ့တယ်ငါကလည်းမင်းတို့တခင်ကြီးအပေါ်ကောင်းခဲ့တယ်ဒါကတန်တရားပဲအဲ့ဒါကြောင့်ဒီမှာတင်ပြီးသွားတာကောင်းပါတယ်သူလက်နှစ်ဖက်ကိုစူစီပြီးအလေးပြုလိုက်တယ်ဒါဆိုလဲပြီးပါပြီမင်းရဲ့နှုတ်ဆက်စကားကိုတခင်ကြီးစီငါအရောက်ပို့ပေးပါမယ်အချိန်ရရင် Dragon City စီလာလဲပါအောင်လို့ပြီးတော့တခင်ကြီးကရိုးရိုးရှင်းရှင်းညစာတနက်နဲ့အိတ်ခံပါလိမ့်မယ်လို့ပြောလိုက်ပါမယ်တေချာတာပေါ့စရီနာကနူးညံ့စွာပြုံးပြပြီးရဲမှုကြီးဟန်ကိုလိုက်ပို့လိုက်တယ်သူထွက်သွားတာနဲ့စရီနာကဖုန်းတစ်ချက်ဆက်လိုက်တယ်အရှင်တခင်တိပြီးပြီလားရှင်ဖမ်းရွံကတိုက်ခိုက်တက်နေပြီထင်ရတယ်သူဘလို့နေလဲတစ်ဖက်ကနေတည်ငြိမ်ပြီးအေးဆေးလာတဲ့အမျိုးသမီးတစ်ယောက်ရဲ့အတန်ထွက်ပေါ်လာတယ်ဒီကောင်လေးကတော်တော်တက်တိရှိလာတာပဲသူကယူမီသားစုအတွက်ဝင်ပါပြီးစိန်ကျိုးကိုမလှုပ်ရှားနိုင်အောင်ကန်ပစ်လိုက်တာမင်းစီကန်းထုတ်ထားတဲ့အတိုင်းဂျိတ်ပါဗီလီယန်ထဲမှာတိုက်ခိုက်ခွင့်မရှိဘူးလေဒါကြောင့်ရဲမှုကြီးဟန်ကအခုတင်ငါစီလာသွားတာစရီနာကဖြစ်ပျက်ခဲ့တဲ့မြကိုအသေးစိတ်ရှင်းပြပြီးနောက်ဆက်ပြောတယ်ငါယူမီသားစုနဲ့ဖမ်းရွံရဲ့ပတ်သက်မှုကိုစုံစမ်းကြည့်တော့သူနဲ့လီလီယူကချစ်သူတွေဖြစ်နေကြပုံပဲရှင်အွန်လိုင်းမှာလည်းသူတို့ဗီဒီယိုတွေအများကြီးရှိနေတယ်ယူမီသားစုရဲ့သမီးပေါ့ဟုတ်လားယူမီသားစုကဖုန်းစီတီမှာတော့၄စားလောက်ပဲမဲ့ Dragon City မှာဆိုရင်တော့အဆင့်2လောက်ပဲရှိတာဖမ်းရွံကသူ့ကိုဂယုစိုက်နေမှာတော့ဒါကိုသုံးပြီးယူမီသားစုကိုစမ်းသပ်ကြည့်ရအောင်ရဲစခန်းကိုသွားပြီးယူမီသားစုဘလို့တုံ့ပြန်မလဲကြည့်လိုက်စမ်းတကယ်လို့သူတို့ကဖမ်းရွံကိုဒီအတိုင်းပစ်ထားခဲ့ရင်ဒီမိန်းကလေးကသူ့အတွက်မထိုက်တန်ဘူးလို့သတ်မှတ်ရမယ်နားလည်ပါပြီအရှင်သခင်ဖုန်းလိုင်းပြတ်တောက်သွားတယ်စရီနာကတော့တယောက်တည်းသဘောကျပြီးပြုံးနေခဲ့တယ်ဖုန်းစီတီရဲ့လေဦးတီချက်ကတော့ပြောင်းလဲတော့မှာပဲတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲမြို့ရဲ့တခြားတစ်ဖက်ကရဲစခန်းအတွင်းပိုင်းမှာတော့စနစ်ကမြည်လာပြန်တယ်
ဂုံယူပါသည်ကစားသမားစိန်ခေါ်မှုအောင်မြင်ပါသည်လှည့်ကွက်စုလာပွင့်သွားပါပြီလှည့်ပြီးကိုလှည့်နေပါပြီကျေးဇူးပြု၍ကိတ္တဆောင်ဆိုင်ပါဂုံယူပါသည်ကစားသမားတင်သည်စိတ်ချင်းဖက်ကတ်ကိုရရှိပါသည်ရင်းကိုတိုးလောင်ခန်းထဲတွင်တင်းစီထားနိုင်တယ်လို့စွမ်းရည်ကိုချက်ချင်းလဲလေးလာနိုင်ပါသည်စိတ်ချင်းဖက်တာဟုတ်လားအဲ့ဒါကဘာကြီးလဲကျွန်တော်စနစ်ကိုမြန်ဖွင့်ပြီးကတ်ကိုဖက်ကြည့်လိုက်တယ်စိတ်ချင်းဖက်ချင်းစွမ်းရည်ကိုစတင်လိုက်ပါကစားသမားသည်မြည်သူမဆို၏လွန်ခဲ့သော10မိနစ်အတွင်းကတွေးတောချက်များကိုသိရှိနိုင်မည်ဖြစ်သည်တရက်လျင်3ကြိမ်သာအသုံးပြုခွင့်ရှိသည်ဟာမဖြစ်နိုင်တာဒီစွမ်းရည်ကတော့တကယ့်ကိုယူသွစရာပဲဟာ